Diana Bida Miane de Gua, Sejawala Nanda Mashijari, Luna Vyama Tatawa Alu, Goyo Seba Jama Chana Java Zilu, no concept Mida Buddha Yin, Dine Natam Chakune, Ibrala Saliye, Tatomu, Nimindra Dangji, Myazin Janda Idwin Sin Jimbare, Tadama Ji Miao, Tadibitan Vivadana Dia Sakan, Damadana Dia Aslu, Amadadana Myanivan Aslu Damadavema, Goda Nazi, Semanazi ne, Lu Mibitari Diarabune, Damadana Dia Lu Bilu Mapshabare, Dia Lucian, Dia Lu Mabilugin, Dia Lukambu Miani, Dia Lu Makayugin, Dia Banshim Shadow Mude, Davinu Massa Yashin, to Yashin ye, Adahan Gono Bamia Jenshin, Shiuza, Shiku Buzo Jaya. Along Melo Chitamido, Messabashi, Adahan Gono, Tibet, Tomu, Temugu, Tongausi, Yinanya Bamia Lajava. Nyasa Yashi, Arahan Gundo Bomia Buzo Bibi Pide, Leo Chitara Lady Chanta Bido, Meloni Megmatabe Puenta Bido, Tine Idia Bogole, Bonsan de Mu Yang, Bonsan de Mu Biang Bido, Tadare Idia Bone, Chana Zwadia Nayu Nanya Babi, Dine Homedia Gansanga Barele, Kuda Nazi, Simanazi ne. Lulo Kobo Binya Damatare, Tashi Kanama, Duya Bonsulay, Gune Sayelu, Namu Shivare, Guye Say Namuga Luayen, Luma Bama, Abu Mashiro Bao. Lugo Bana Poesi di Sauta Lesson, Gune, Sene, Poesi di Sautara. Luma Mahobauli, the child of the Shiri Legune Sene, Poesi di Sautara Babi. Go that the Beshire. Pabia Marido Gonese Governor Yone Namboli, at a Yoda the Kuta the Beshiraga, Adinyata, Piamari, say that the Nanda the Beshiraga, Aruba, Piamari, Erilo Yoda the Kuta the Beshire, Adinyata Piamari, say that the Nanda the Beshire, Aruba, Piamari. Chantala Lucian, Janet Avadigaro, Kuyo, Sayo, Namulun Shidarabe, Yoyo Nayo, Namulun Shidarabe. At the Chata Navarima, Gone say Shirakana Talai body, go at Luda Tenet, Lugo Sise Jijaya, Luma Goye Saye, Namu Shivari, Gogale Nadade the Washiri, Sigale, Nadade the Washivari. Nada de the Washire de Gugale Namave, Nada de the Washire de Sigale Namavavi. Go Balabe Navazi, Sigma Navazine. Go Najala Nazamazi, Baroma, Sigu Manavazine. Go Nara Manaraga, Tigamo, Sigma Navuga, a Tiga. Mangarini Homedia Gonsingo, Sigma Navu, Tigalu down Gonsin Dalachana. The Mamolebe Sinalu Gonu Melabo.
အဲ့လိုလေးတိုင်မကောင်းဘူးလားစိတ်နာလို့ကောင်းတော့မဲလားဆိုတော့ဟိုတခြင်းကောင်းစဉ်ဖြစ်နေမှာဆိုလို့လေအဲ့ဒါကိုနာရမနာရကအဓိကမဟုတ်စိတ်မနာဘူးကအဓိကစိတ်မနာဖို့အဓိကလို့ခေါင်းစဉ်တက်ချင်ပြီးမြတ်စွာဘုရားရှင်ရဲ့ကိုယ်သာနာစီစိတ်မနာစီနဲ့ဆိုတဲ့အဆုံးအမလေးကရိုးရိုးရှင်းရှင်းလေးနဲ့ကောင်းလို့အဲ့ဒီအဆုံးအမမူရင်းအတိုင်းပဲခေါင်းစဉ်တက်လိုက်ပါတယ်ကိုယ်သာနာစီစိတ်မနာစီနဲ့ဆိုတဲ့အဆုံးအမလေးကရိုးရိုးလေးနဲ့ကြပြဆံပါတယ်ရှင်းရှင်းလေးနဲ့ခန့်ညားပါတယ်လွယ်လွယ်လေးနဲ့နဲ့နေပါတယ်ဒါကြောင့်ဘုရားဟောအရှိတိုင်းပဲကိုယ်သာနာစီစိတ်မနာစီနဲ့ရှိကဆရာတော်ကြီးတွေလည်းဒီကောင်းစဉ်နဲ့ပဲဟောခဲ့ကြပြီးသားပါကောင်းစဉ်မထပ်အောင်ဆိုပြီးတော့တခြားကောင်းစဉ်တက်ဖို့စိတ်တော့ကူးတယ်ဒါပေမဲ့ဘုရားရှင်ရဲ့မူရင်းအဆုံးအမလေးကကောင်းလွန်းလို့ကိုယ်သာနာစီစိတ်မနာစီနဲ့ကိုယ်သာနာစီစိတ်မနာစီနဲ့ဆိုတဲ့အဆုံးအမကိုဦးဇင်းတို့အပိုင်း၃ပိုင်းခွဲပြီးတော့ပြောကြမှာတယ်ကိုနာတာကိုအပိုင်း၃ပိုင်းခွဲလိုက်မှာပေါ့လေကိုနာတာက၃မျိုးရှိပါတယ်လောကဓာန်ကိုနာရဲ့ယောဂကိုနာရဲ့တဘာဝကိုနာရဲ့လို့ကိုနာ၃မျိုးရှိပါတယ်ကိုနာဘယ်နှမျိုးလဲ၃မျိုးပြောကြည့်ပါဦးလောကဓာန်ကိုနာယောဂကိုနာတဘာဝကိုနာလောကဓာန်ကိုနာကြောင့်လဲကိုနာမှာပဲလောကဓာန်ကိုနာကြောင့်ကိုနာရင်နာပါစေစိတ်မနာပါစေနဲ့ယောဂကိုနာကြောင့်ကိုနာရင်နာပါစေစိတ်မနာပါစေနဲ့တဘာဝကိုနာကြောင့်ကိုနာရင်နာပါစေစိတ်မနာစေနဲ့အဲ့တော့ဒီနေ့ပထမဆုံးပြောမှာကလောကဓာန်ကိုနာပေါ့လောကဓာန်ကိုနာဆိုတာကလောကဓာန်၈ပါးတဲ့ကကိုယ်တိုင်ရဲ့နာကျင်စေတဲ့လောကဓာန်နဲ့နာတာကိုပြောတာပါပဲလောကဓာန်၈ပါးတော့သိတယ်နော်ဆိုကြည့်ပါဦးဘုရားဘာသာဝင်တွေနဲ့ပါဠိတွေသိမကြောက်သင့်ဘူးနော်ရတဲ့ရထက်တဲ့ပါဠိအဲ့ဒီလိုလုံးကောက်လေးတွေကတော့ရကိုရရမှာလောကဓာန်၈ပါးပါတယ်စစချင်းအမှန်ကတော့ဟိုတန်တရားခီးတဲ့တခြင်းတွေကြားဘူးတယ်မလားအဲ့ဒီဦးဇင်းတို့ငယ်ငယ်တုန်းကလည်းတန်တရားခီးတဲ့တခြင်းအလိုက်ကလေးနဲ့ပဲမှတ်ထားတာဒါပေမဲ့လည်းသူ့တခြင်းမှာကတော့ရသောအယသောကစတာဖြစ်နေတခြင်းမှာကမှားနေတာနော်အဲ့ဒီချိန်မှာမှားနေတာနှစ်ခုရှိတာပေါ့လေအနာမတက်ကကိုလည်းအနာတက်ကမှဖြစ်နေတာနော်အနာတက်ကမှတန်တရားဖြစ်နေအနာမတက်ကဖြစ်ရမှာဟိုလောကဓာန်၈ပါးသူဆိုလိုက်တော့လေရသောအယသောလာဘောအလာဘောနေနာပတန္တာဒုက္ခဒုက္ခလောကဓာန်တရားနဲ့ယဉ်နေဆိုပြီးတော့ဆိုထားတာတကယ်စမှာကလာဘောအလာဘောကစမှာနော်လာဘောအလာဘောယသောအယသောနေနာပတန္တာဒုက္ခဒုက္ခအဲ့ဒီတခြင်းတွေတစ်ခေါက်ပြန်နားထောင်ကြည့်ပေါ့နော်တခြင်းနဲ့မှတ်ရင်ပိုလွယ်တတ်တယ်ဟိုဦးဇင်းတို့မြတ်စွာဘုရား၅ပါးတောင်မှကိုရင်ဝက်ခါစားဒီတိုင်းမှတ်လို့မလွယ်ဘူးဟိုဝိဝုတခြင်းလေးနဲ့မှတ်လိုက်မှမှတ်မိတယ်ကွန်တေညာနဲ့ဝပပတိမဟာနာအတ္တိကျွတ်တန်းဝင်ပြီးအေဟိအေဘိဟုခေါ်ဆိုတော့မှလေအဲ့တော့လာဘောအလာဘောလာဘောဆိုတာလက်ရခြင်းအလာဘောဆိုတော့လက်မရခြင်းပေါ့ရသောဆိုတာအချမ်းရံကြိုစောရှိခြင်းအရသောဆိုတော့အချမ်းရံမရှိခြင်းအကြိုစောမရှိခြင်းနေတာကဲ့ရဲ့ခြင်းချီးမွမ်းမလုပ်နဲ့နော်နေတာဆိုတာကဲ့ရဲ့ခံရခြင်းပတန်တာဆိုတာချီးမွမ်းခံရခြင်းဒုက္ခဆိုတာချမ်းသာခြင်းကိုယ်စိတ်နှပါချမ်းသာခြင်းဒုက္ခဆိုတာကိုယ်စိတ်နှပါဆင်းရဲခြင်းအဲ့လိုဆိုတော့လောကဓာန်ကိုနာဟာလောကဓာန်၈ပါးတွေကဘယ်ထဲပါမလို့ဘယ်ထဲပါမယ်တရားကသေချာမစင်စားသေးဘူးတရားနာပြည်တဲ့မင်းရင်ဖြစ်ရင်ဟောရမှာနော်ဒါရဲ့အချင်းဆိုရင်ဒုက္ခဆင်းရဲခြင်းဆိုတဲ့ထဲပါမှာပေါ့ကိုယ်စိတ်နှပါဆင်းရဲတယ်ဆိုတော့ကိုယ်လည်းပဲနာတယ်စိတ်လည်းပဲနာတယ်ပေါ့ကိုနာတယ်ဆိုရင်ဒါဒုက္ခဆိုတဲ့လောကဓာတ်နဲ့ပါသွားတာပဲကိုသူတစ်ပါးကလာပြီးတော့ထိုးကြိတ်တယ်ရိုက်နှက်တယ်ညှဉ်းပန်းနှိပ်စက်တယ်စသည်အချင်းပေါ့လက်နဲ့ပဲဖြစ်ဖြစ်လက်ချေတက်တက်လက်ချေနဲ့ပဲဖြစ်ဖြစ်လက်နဲ့နဲ့ပဲဖြစ်ဖြစ်ကို
ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုဓာတ်ရိုက်ထိပါနှိပ်စက်တယ်ဆိုရင်ကိုနာသွားတာပေါ့ကိုယ်လက်သီးနဲ့လာထုမနာဘူးလားကိုယ်ရင်နာတာလားစိတ်ကောနာတာလားစိတ်ကောနာတော့စိတ်တင်စိတ်ထဲမှာနဲ့နာတာလားလက်ကပါပါတာလားသူတစ်ချက်ထိုးရင်ကိုနှစ်ချက်ထိုးမယ်စိတ်ကနှစ်ဆကိုနာတာပေါ့နော်သူပါတစ်ချက်ရရင်သူကဘဲပဲရရင်ကိုကဘဲပြန်ညာပြန်ပေါ့သူတို့တစ်ဖက်သားကတစ်ချက်ကရင်ကိုယ်သာနာစီစိတ်မနာစီနဲ့တဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုနာကျင်သွားအောင်သူတစ်ပါးကထိပါပုတ်ခတ်လာရင်ရက်ဆက်ညှဉ်းပန်းနှိပ်စက်လာရင်ကိုတော့နာကျင်တာပါစေစိတ်မနာပါစေနဲ့ကိုနာကျင်လို့ပြမယ်စိတ်မနာနဲ့ဒေါသမထွက်နဲ့စိတ်မဆိုးနဲ့စိတ်မတူနဲ့စိတ်မညစ်နဲ့စိတ်မပြတ်နဲ့ရန်ညုံမဖွဲ့နဲ့ကလေးစားမချီနဲ့ပေါ့ကိုသာနာစီစိတ်မနာစီနဲ့ဆိုတာစိတ်မှာဒေါသမဖြစ်စေနဲ့လို့ပြောတာဒါကလောကဓာတ်မှာကရဲ့ဓာန်ရဲ့ကိုတစ်ဆက်တည်းတွဲပြီးတော့လောကဓာတ်လို့ဖတ်လိုက်တော့အများသိတဲ့လောကဓာတ်၈ပါးတွေကလောကဓာတ်ပေါ့ကာကြီးကနောက်ကဓာတ်တွေကသေးသေးတင်ဓာန်ပေါ့ဒီမှာလည်းပဲဒုက္ခလို့ဓာတ်ရဲ့ဒုက္ခကဓာတ်ရိုက်ပါတယ်ဆိုပေမဲ့အာလာဘောတို့အာယသောတို့နေတာတို့ကလည်းသောသောနည်းအားဖြင့်ပါသွားတာပဲအဆိုးလောကဓာတ်နေမှန်သမျှကိုလောကဓာတ်ကိုနာဆိုတဲ့အထက်ထည့်ရမှာပဲနော်အာလာဘောလက်မရဘူးဆိုတော့ဒီစားတော့လေးစားလျက်မှာကိုယ်ခန္ဓာကိုယ်ကချမ်းသာနိုင်တယ်ဒီစားတော့လေးကမရဘူးဆိုရင်အလာဘောမရဘူးမရတော့ကိုယ်လည်းပဲမနာဘူးလားနာသွားတာပဲအရတော့အချမ်းရမရှိဘူးဒီအချမ်းရဒီပိသက်ဒီတပည့်ဒီမိတ်ဆွေကပြုစုမှကိုယ့်ရဲ့အနာပြောင်းမှာဒါပေမဲ့ပြုစုမဲ့အချမ်းရပိသက်မရှိလို့ကိုယ်နာနေတာလည်းမရှိဘူးလားရှိတာပဲနေတာသူတစ်ပါးရဲ့အကိတ်ရဲ့ခံရတယ်သူတစ်ပါးရဲ့အပြစ်တင်ခံရတယ်သူတစ်ပါးရဲ့အထင်လွဲခြင်းခံရတယ်အထင်လွဲခံရလို့ကိုပဲကိုညှဉ်းပန်းနှိပ်စက်လိုက်တယ်ဆိုရင်နေတာကိုအကြောင်းပြုပြီးတော့လေဒုက္ခကိုနာဖြစ်မသွားဘူးလားဖြစ်သွားတာပဲအဲ့တော့ဓာတ်ရဲ့အဖြစ်တော့ဒုက္ခခန္ဓာကိုယ်ကိုထိပါနှိပ်စက်ခံရတဲ့ကိုနာကျန်တဲ့အလှဘောလက်မရခြင်းအာရသောအချမ်းရမရှိခြင်းအကျော်စောမရှိခြင်းနေတာအကိတ်ရဲ့ခံရခြင်းဆိုတာကိုလေလောကဓာတ်ကိုနာတဲ့ထည့်လိုက်ပါဘာလို့လဲဆိုတော့လက်မရရင်လည်းပဲစိတ်မနာတတ်ဘူးလားနာတာပဲသူများတွေရပြီးတော့ကိုမရဘူးဆိုစိတ်နာအချမ်းရမရှိတကောင်ကြောတဲ့မျက်နှာအထီးကျန်ဖြစ်နေတယ်ဆိုရင်လေကိုဘွားကိုတွေးပြီးတော့မဆွေးဘူးလားကိုပြန်တနာဩမပြောတော့ဘူးနော်ဆိုပြီးတော့ကိုအာရတော့အချမ်းရမရှိတယောက်တည်းဆိုလည်းပဲစိတ်ကလေးပါမနာသွားဘူးလားကိုယ်လေးသူ့တွန်နေတာတောင်မှဘလို့ခံစားရကဲနေတာသူတစ်ပါးအကိတ်ရခံရတယ်အပြစ်တင်ခံရတယ်အပြစ်ပြောခံရတယ်အပုတ်ချခံရတယ်ဆိုရင်လည်းပဲစိတ်မနာဘူးလားနာတာပဲကိုမနာဘဲနဲ့စိတ်နာတာနော်အဲစိတ်နာစီတတ်တဲ့ကြောင့်သူတို့ကလည်းကိုနာတဲ့ထဲထည့်လိုက်ပေါ့လောကဓာတ်ကိုနာဆိုတာကိုနောက်တနည်းပြောမယ်ဆိုတော့လောကဓာတ်ကိုနာအတန်တော့ကလောကဓာတ်လို့တစ်ဆက်တည်းမဆိုပေမဲ့လောကဓာတ်လို့ဆိုလိုက်ရင်တပ်ပုံကတော့လောကကတော့လောကပဲဓာတ်ကဓာတွေနာကြီးတတ်ဓာတ်လောကဓာတ်လောကရဲ့ဓာတ်ရဓာတ်ချက်တွေပေါ့လောကရဲ့ဓာတ်ကြောင့်လည်းပဲကိုနာနေတာမရှိဘူးလားဥပမာအဖြစ်ဘလို့ဥပမာတော့ခုနလောကဓာတ်ကိုနာကတော့အဆိုးလောကဓာတ်ခံရကိုသူတစ်ပါးကလက်ချေနဲ့ထိုးကြိတ်တယ်လက်နဲ့နှိပ်စက်တယ်ဆိုတော့ကိုနာသွားတာပေါ့လောကရဲ့ဒဏ်ရာတန်ကြတွေနဲ့ကိုနာတာကြတော့ဘလို့တော့ဘလို့ဖြစ်မှာတော့လောကရဲ့ဒဏ်ရာတန်ကြလောကထဲမှာလောကအလုပ်တွေလုပ်လောကအတွက်အလုပ်တွေလုပ်ရင်းနဲ့ဒဏ်တွေများခံရတာနိစပါရပဲပြုတ်တဲ့ပဲပြုတ်ရောင်းစားနေဘူးကြီးတဲ့သွားပဲပြုတ်တွေရောင်းဟိုနေလည်းပဲမုံရောင်းတယ်လို့ဆိုရင်နေဘူးကြီးတဲ့မုံတွေရောင်းလောကဓာန်လीနေဘူးတဲ့ဓာန်မခံရဘူးလားခံရတော့အသားရည်တွေနေလောင်ကိုမနာဘူးလားခန္ဓာကိုယ်ပူလောင်ပြီးတော့ကိုလည်းနာတာပဲစိုက်ကနေနေဆိုလို့ရှိရင်လည်းပဲကဲခြေလုံးကြောသားတွေဘာတွေမနာဘူးလားမိမိအတွက်ပဲဖြစ်ဖြစ်မိမိနဲ့ဆက်ဆံနေတဲ့သူတစ်ပါးအတွက်ပဲဖြစ်ဖြစ်အများလောကလူသားအများရဲ့ကောင်းကျိုးအတွက်ပဲဖြစ်ဖြစ်အလုပ်တွေလုပ်ရင်းနဲ့လောကရဲ့ဒဏ်ရာတန်ကြက်အနေနဲ့ကိုနာတာလေရှိတာပဲတာရည်သမီးစီပါရည်သားအတွက်ခင်
ဇနီးအတွက်ခင်မွန်းအတွက်သားအတွက်သမီးအတွက်နဲ့ရုန်းကန်လှုပ်ရှားပြေးလွှားသွားလာနေဘူးမရှောင်မှုရောမရှောင်အမြဲတမ်းရုန်းကန်လှုပ်ရှားပြေးလွှားသွားလာနေရတော့လောကရဲ့ဒဏ်ရာဒဏ်ချက်တွေနဲ့ကိုမနာဘူးလားနာတာပဲနေဘူးကြီးတဲ့ဟိုပတ်စံဘလောက်ပဲချမ်းသာပေါ့နေရမ်းပူနေတဲ့နေပူနေတဲ့အချိန်မှာစီးပွားရေးအတွက်အပြင်ထွက်ရတယ်ဆိုတော့ပူလောင်တဲ့ဒဏ်ခံရကိုနာတာပဲလေအဲ့ဒါလောကဒဏ်ကိုနာလို့ခေါ်တာနော်ကိုယ့်ရဲ့တမေဝါကြောင့်အတွက်လောကထဲမှာပြေးလွှားသွားလာရင်းနဲ့လောကရဲ့ဒဏ်ရာဒဏ်ချက်ကိုခံစားရပြီးတော့နာတဲ့ကိုနာကိုဘာလို့ခေါ်လဲလောကဒဏ်ကိုနာဩဘဝရဲ့အထူးထောင်းနေခံရလို့လောကရဲ့ဒဏ်ရာဒဏ်ချက်တွေကြောင့်ဟိုရှိတဲ့အသက်ထက်တောင်မှပို့ပြီးတော့အိုစားနေတယ်စသည်အဖြစ်မရှိဘူးလားဟိုယောဂတွေကလည်းများပြီအလုံးလောက်ရတဲ့အလုပ်ပေါ်မှာမူတည်တာပေါ့လေအထိုင်များများနဲ့အသက်ဝင်ကြောင်လောက်ရတဲ့လူတွေဆိုတော့ဈေးရောင်းရတဲ့လူဆိုတဲ့ဈေးထဲမှာထိုင်ပြီးတော့မရောင်းရဘူးလားဝယ်သူလာမလာငုတ်လို့ထိုင်နေရတာလေဈေးရောင်းကောင်းတာနဲ့ဈေးရောင်းမကောင်းတာရောင်းကောင်းတဲ့ဆိုင်နဲ့ရောင်းမကောင်းတဲ့ဆိုင်ဘယ်သူကလောကဒဏ်ကိုနာဖို့ခံရလဲရောင်းမကောင်းတဲ့ဆိုင်ရောင်းကောင်းတဲ့ဆိုင်ဟောဒါဖြင့်လောကမှာစီးပွားတက်လေစီးပွားတက်လေကိုနာလေဖြစ်နေတာပေါ့ဈေးရောက်မကောင်းတဲ့လူကမှဟိုနာလေးသွားလိုက်ဒီနာလေးသွားလိုက်ဟိုဆိုင်လဲလိုက်ဒီဆိုင်လဲလိုက်ဟိုဆိုင်သွားလက်ဖက်ကြီးတောက်လိုက်ဒီဆိုင်သွားလက်ဖက်တုပ်စားလိုက်နဲ့ဟမ်းမကြဘူးလားအညောင်းညာကိုပြေးလို့ရောင်းကောင်းတဲ့လူကြတော့ထမင်းတော်မှန်စားနိုင်ရဲ့လားမစားနိုင်ဘူးထမင်းကိုမစားနိုင်ဝယ်သူကတခါတည်းအဆက်မပြတ်လာနေတော့ရောင်းနေရတာလေခဏလေးနေပါအောင်ကျမထမင်းစားပြစီကျွန်တော်ထမင်းစားပြစီဆိုပြီးတော့ရောင်းတာလေးရက်ထားတဲ့ဈေးတွေရလို့ရှိရလားဟောပြောနေတာပေါ့နော်ဝဲသူလားလေးပြောလေးပဲဝဲသူများလေးလောကရဲ့ဒဏ်ရာဒဏ်ချက်နဲ့ကိုနာလေးသာမှတ်ပြီးတော့ဟိုဓာတ်ရိုက်ဖြန့်ကိုယ်စလဲစနစ်နဲ့အလုပ်လုပ်တဲ့လူတွေဆိုလည်းပဲဟိုအိမ်လဲရဒီအိမ်လဲရနဲ့ကိုမနာဘူးလားနေပူတယ်လဲသွားရတာပဲလေနေပူမပူတိန်တဆင်းသွားရတယ်ဆိုတော့ခြေတော့မညောင်းဘူးလားဟိုညောင်းမိမဲ့ပြောတာပေါ့35ဟုတ်လားဒါကရှမ်းဟောင်းကလူတွေတော့သိမှာပေါ့နော်ဟို35မြန်ဖြစ်ဖို့ဆိုတော့အိမ်လဲရတာနားတယ်ထင်ရလားမထင်ဘူးပြောနေတာပဲနော်အဲ့တော့လောကဒဏ်ကိုနာဆိုတာသဘောပေါက်တယ်နော်ကိုယ့်ရဲ့အတ္တမဝဉ္ဇဉ်အတွက်လောကထဲမှာနေတော့လောကအလုပ်တွေလုပ်ရတာပေါ့လူမှုရေးလုပ်ပဲဖြစ်ဖြစ်သာသနာရေးလုပ်ပဲဖြစ်ဖြစ်ကုသိုလ်ရေးလုပ်ပဲဖြစ်ဖြစ်စသည်အဖြစ်ပေါ့အတ္တဟိတပဲဖြစ်ဖြစ်ပရဟိတပဲဖြစ်ဖြစ်လောကရဲ့အလုပ်တွေလုပ်ရတဲ့အတွက်ကြောင့်အဲ့ဒီအလုပ်ရဲ့ဒဏ်ရာဒဏ်ချက်ကြောင့်ကိုနာတာအထိုင်များတဲ့ပုဂ္ဂိုလ်ခါနာမှာပေါ့ဈေးတိုင်းဈေးရောင်လက်မလဲအောင်ရောင်းကခါဖို့မနာဘူးလားပူနာတာပဲစိုက်ကနေနေဆိုလို့ရှိရင်နင်းရတယ်လို့လည်းမနင်းတယ်ဘယ်သူကပူနာနင်းရလေနာလေပဲနော်ခြေထောက်တွေနာတော့တာပေါ့ဘယ်စီးပွားရေးလုပ်ငန်းမဆိုပါပဲဟိုစာရေးဆရာဆိုလည်းပဲပိဿများလက်ခံတဲ့သူနဲ့တိတ်လက်မခံတဲ့သူနဲ့ဘယ်သူကပူနာဟိုဘယ်ဆဲလာစာရေးဆရာတွေဆိုလို့ရှိရင်ဟိုတလားထွန်းအောင်ဆိုတော့မရေးရဘူးလားရေးရတော့မျက်စိမနာဘူးလားလက်လည်းမညောင်းဘူးလားဒါဖြင့်လောကဒဏ်ကိုနာနဲ့နာကျင်သလားမနာကျင်ဘူးလားနာကျင်ပါတယ်ဟုတ်တယ်မနာကျင်လည်းပဲစီးပွားသိမ့်မရှာနဲ့တော့ပေါ့အဲ့တော့လောကဒဏ်ကိုနာတနည်းပြောရင်တော့လောကဒဏ်ကိုနာလောကဒဏ်ကိုပဲတစ်ဆက်တည်းဖတ်လို့လောကဒဏ်လို့ဖတ်လေရတာပါပဲနော်တပ်ပုံလေးမျက်စိထဲမှာမြင်အောင်လို့ဦးစင်းကလောကဒဏ်ကိုနာရဲ့လောကဒဏ်ကိုနာရဲ့နှစ်ခုခွဲပေးလိုက်တာအဲ့ဒါသူတစ်ပါးရဲ့ညှဉ်းပန်းနှိပ်စက်မှုကြောင့်ဖြစ်တဲ့ကိုနာကိုတော့လောကဒဏ်ကိုနာလို့ဆိုလိုက်ပေါ့ကိုယ်တိုင်ကစိတ်လိုလက်ရနဲ့လူလိုလားဖန်တီးပြီးတော့ယူထားတဲ့ကိုနာကြတော့လောကဒဏ်ကိုနာကိုတယောက်တည်းအတွက်ရှားတာနဲ့ဇနီးခင်မွန်သားသမီးအတွက်ပါရှားတာနဲ့ဘယ်ဟာကပို့ပြီးတော့ကိုနာတော့သူတို့အတွက်ပါကိုအတွက်ပဲရှားတာနဲ့သူတို့အတွက်ပါရှားတာနဲ့ဘယ်ဟာပို့နာတော့ဒါဖြင့်ကိုမနာရင်ဘူးဆိုရင်သူတို့ကိုဘာလို့ဖန်တီးအောင်မလို့သူတို့ဆိုတာရှင်းတော့သူတို့အတွက်ရှားကိုရှားတော့မှာနော်ကိုနာတာနဲ့စိတ်နာတာနဲ့ဘာမနာဘူးအဓိကတော့ဩရှင်ဖျားပဲစိတ်မနာဘူးအဓိကပြောထားတာတပည့်တော်ကိုနာရင်နာပါစေသူတို့အတွက်ရှားမယ်ပေါ့စိတ်မနာဘူးအဓိကဆိုမဲ့ကိုမနာဘူးလည်းမလိုဘူးလားလိုတာပဲ
ကိုနာတာကိုလည်းတတ်တာနာနေမှာတတ်တာလို့ရမှာကိုနဲ့စိတ်ဆိုတာကဆက်ဆက်နေတယ်ကိုနာလို့ရှိရင်စိတ်ကလည်းနာတတ်တာပဲအနေနဲ့အများပေါ့နာဘုံနာနီးမနာဘုံမနာနီးကတော့အမျိုးမျိုးရှိတာပေါ့လေအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ကိုကလောကဓာတ်ကိုနာလောကဓာတ်ကိုနာနဲ့ပပင်ကြုံနေရပြီဆိုရင်တော့ကိုနာပြီးမဲ့စိတ်မနာအောင်တော့နေတတ်ဖို့လိုတာပဲလောကဓာတ်ကိုနာကိုယ့်ရဲ့ဇနီးခင်မွန်းအတွက်သားသမီးအတွက်ဆွေမျိုးအတွက်မိဘအတွက်ရုံးကန်လှူရှာပြေးလွှားသွားလာရတဲ့ကိုနာနဲ့ကိုနာနေပြီးမဲ့စိတ်မနာဘူးအရေးကြီးတယ်။အော်ကြုံခံရတဲ့ဘဝဘယ်တော့မှလွန်မလဲမသိဘူး။သူတို့တို့ပဲငါတနေ့တနေ့ရှားနေရတာပင်မလိုက်တာစသည်အချင်းဒေါသတွေဒေါမနတတွေဖြစ်နေမယ်ဆိုတော့ကိုယ်လည်းနာတယ်စိတ်လည်းနာတယ်။ဒါဖြင့်ကိုယ်သာနာပြီးစိတ်မနာဘယ်လိုနှလုံးသွင်းမလို့သူတို့လေးတွေကိုလေစကြတဲ့ကကိုမနာခြင်းတော့တန်ဝစင်မရှာနဲ့ပေါ့လူပြိုကြီးလို့ပေါ့အပြိုကြီးလို့ပေါ့ဒါပေမဲ့လည်းဟိုလဲပြမှာကျိုးရှုပ်တယ်ဆိုတာလို့လေတချို့လူပြိုကြီးတွေပြိုကြီးတွေကအိမ်အောင်တဲ့ထက်ပိုရှုပ်တာလည်းမရှိဘူးလားအိမ်အောင်တဲ့ကမှသားသမီးတွေပဲဇနီးခင်မွန်းတွေပဲရှားတာအပြိုကြီးတွေလူပြိုကြီးတွေကြတော့ဟိုညီအတွက်ညီမအတွက်တူအတွက်တူမအတွက်ဦးလေးအတွက်ဒေါ်လေးအတွက်ဟိုတငယ်ချင်းအတွက်ဒီမိတ်ဆွေအတွက်နဲ့ပိုမရှုပ်ဘူးလားပြစ်တိုင်းတော့ပြစ်တိုင်းတောင်ကျိုးရှုပ်တာပြစ်တိုင်းတောင်ကျိုးရှုပ်တာကဟိုဇောကြီးကျိုးရှုပ်တာတဲ့ဆိုးတယ်နော်မင်းသားမင်းသမီးနှစ်ပါးသွားကျိုးရှုပ်တာတဲ့ပြစ်တိုင်းတောင်ကျိုးရှုပ်တာဘလို့မှရှင်းမရတော့ဘူးအဲ့တော့စားကြတဲ့ကကိုမနာခြင်းကိုယ့်ဘာကိုအေးစိနေပေါ့အေးစိနေမှဆိုမကောင်းဘူးလားဟိုတကားလေးတယောက်မေးဘူးတယ်ဦးဇင်းတို့တိတ်မကြတဲ့သေးခင်ကပဲပေါ့လေတချို့ယဟန်ပြူကြတယ်ယဟန်ပြူသင်္ကန်းဝတ်ဖို့ပြီးလာလျှောက်ကြတာလေးနဲ့ပတ်သက်လို့တချို့မေးကြည့်တာကိုတန်ရုံးစင်ရှိလားတန်ရုံးစင်ရှိလားမေးရင်လည်းတကားလေးတယောက်ကိုမေးတယ်တကားလေးရောတန်ရုံးစင်နေရှိနေလားဆိုတော့အရှင်ဘုရားမိန့်တော်မူတဲ့အတိုင်းပါပဲတဲ့ဘာမှလည်းမမေ့ရသေးရှိနေတယ်နော်တကားလေးမှရောတန်ရုံးစင်ရှိနေသလားဆိုတော့အရှင်ဘုရားတခါတုန်းကပြောဘူးသလိုပါပဲတဲ့တနိုင်ဝန်ထမ်းသူမို့မနိုင်ဝန်မကန်းစီခြင်းပါဦးဇင်ကအဲ့ဒီစကားလေးပြောဘူးတာကိုတရားဝရီလာလာပင်တဲ့ပတ်သက်ပြီးတော့ကိုယ့်ဘာသာကိုစာလေးပဲရေးပြစီတရားဝရီပင်တိုင်းခေါ်ဖို့အတွက်ကိုကျမ်းမာရေးကလည်းအခြေအနေမပေးဘူးနေတဲ့နေရာဒေသအဖြစ်လည်းအခြေအနေမပေးဘူးဝါသနာအဖြစ်လည်းအခြေအနေမပေးဘူးအကြောင်းပေါင်းစုံပေါ့လေအကြောင်းပေါင်းစုံအခြေအနေပေါင်းစုံနဲ့တွက်ချက်ကြည့်လိုက်တော့တရားဟောတဲ့လူကကိုယ့်အတွက်သိအဆင်မပြေလို့တနိုင်ဝန်ထမ်းသူမို့မနိုင်ဝန်မကန်းစေခြင်းမှာပင်သမျှတရားဝရီလိုက်ဟောနေမယ်ဆိုတော့နိုင်ပါအောင်မလားမနိုင်ဘူးမနိုင်ဝန်ဖြစ်သွားမှာပဲကိုယ်ကျမ်းမာရေးရလည်းမနိုင်ဝန်ပဲကိုယ်စိတ်ဓာတ်အခြေအနေရလည်းမနိုင်ဝန်ပဲကိုယ်နေတဲ့နေရာအရာအလည်းမနိုင်ဝန်ပဲပေါ့အဲ့ဒါလေးပြောပြီးတော့သူကမှတ်ထားပြီးတော့တန်ရောစင်ရှိလာပြီးတော့ဘယ်လိုပြန်ဖြေတော့တနိုင်ဝန်ထမ်းသူမို့မနိုင်ဝန်မကန်းစီခြင်းမှာဆိုလိုတာကတော့သူတယောက်တည်းပါပဲတန်ရောစင်မရှိသေးပါဘူးလို့ဆိုလိုတာဒါဖြင့်တရားနာပိဋကများလည်းပဲဟိုလောကဓာန်ကိုနာနဲ့ကိုမနာခြင်းမှုဆိုရင်ဘယ်လိုလုပ်ရမှာတော့တနိုင်ဝန်လေးပဲထမ်းပေါ့မနိုင်ဝန်မထမ်းနဲ့ပေါ့မနိုင်ဝန်ထမ်းမယ်ဆိုရင်တော့လောကဓာန်နဲ့ကိုမနာဘူးလားနာမှာပဲဥစဉ်တို့လည်းပဲနောက်မနိုင်ဝန်မထမ်းတော့တနိုင်ဝန်နဲ့ထမ်းတော့မယ်တရားတွေဘာတွေမဟောတော့ဘူးလေမကောင်းဘူးလားဟာလားမနိုင်ဝန်ထမ်းတော့လောကဓာန်ကိုနာတာပေါ့ဥစဉ်နဲ့ကိုကြမ်းမကြီးချီနေရပေါ့အခုဒီနေ့ကိုပဲနေ့လည်းပဲမအိတ်ချက်လိုက်တော့အိတ်မပြောလိုက်တော့ခေါင်းနေအုံခိပြီးတော့ခေါင်းကကိုင်ကဲကိုမနာဘူးလားတရားသာမဟောရင်နာပါမလားမနာပါဘူးဆိုတော့မဟောတော့ဘူးနော်တို့တယ်လည်းပဲကိုသာနာစီစိတ်မနာစေနဲ့ဆိုတဲ့တရားကိုလည်းဟောမယ်ဆိုတော့ကိုယ်ကလည်းနှလုံးသွင်းပြီးတော့ကိုနာရင်နာပါစေစိတ်မနာစေနဲ့ကိုဟောမဲ့တရားလေးမဲသိပြီးတော့နှလုံးသွင်းထားရတာပေါ့မဲသိပြီးတော့နှလုံးသွင်းမှာလေပိဋကကြည့်ပြီးတော့ပဲဟောရတာပေါ့နိုင်ဘက်မှာပြပါမလားအောင်မိတယ်လောကဓာတ်နဲ့လောကဓာတ်ရှင်းတဲ့ကိုနိုင်ဘက်ကပြတော့မှာနော်ဒီနေ့ဟောမယ်တရားတနိုင်မှပြပါမလားမသိပါဘူးလို့အောင်းမိနေတာပေါ့အဲ့တော့လောကဓာန်ကိုနာကြောင့်ကိုနာပြီးမဲ့စိတ်မနာအောင်ဆိုရင်စကတဲ့ကကိုမနာအောင်ဆိုရင်တော့တနိုင်ဝန်မထမ်းမနိုင်ဝန်မချမ်းနဲ့မနိုင်ဝန်ကိုလှမ်းပြီးတော့မယူနဲ့မနိုင်ဝန်ကသူများကပေးတယ်လားကိုကလှမ်းယူတာလားကိုကလှမ်းယူတာမလွဲမရှောင်သာလို့တန်ရောစင်ထောင်ဖွဲ့တွေကရှိလာပြီဇနီးခင်မရှိလာပြီသားသမီးတွေရှိလာပြီဆွေတွေမျိုးတွေမိတ်ဆွေတွေစသည်အချင်းသူတို့ရဲ့ဝန်တွေထမ်းရတော့မယ်လောကဓာတ်နဲ့ကိုနာပြီပေါ့ပင်ပန်းပြီပေါ့ဒါပေမဲ့စိတ်မနာအောင်မေတ္တာလေးနဲ့နှလုံးသွင်းလိုက်ပေါ့မေတ္တာတက်ကိုယ်စိတ်ထဲမှာမွေးမြူထားလိုက်ပေါ့ဒီနေ့ပြောရင်တော့
လောကဓာတ်ကိုနာကြောင့်ကိုနာပေမဲ့စိတ်မနာအောင်မေတ္တာတရားပွားများပါမေတ္တာတရားကိုလက်ကင်ထားပါပွားမေတ္တာရောထားမေတ္တာရောနှစ်ခုလုံးပေါ့ကိုယ်နဲ့ပတ်သက်နေတဲ့ပုဂ္ဂိုလ်တွေကိုဇနီးကိုခင်မွန်ကိုသားသမီးကိုဆွေကိုမျိုးကိုမိဘကျမ်းမာချမ်းသာပါစေကိုကြောင့်အဆဆရရအဆင်ပြေပါစေစသည်အဖြစ်စိတ်ထဲကလည်းထပ်တလဲလဲမေတ္တာပွားနေရတယ်ထားမေတ္တာနေလည်းသူတို့ပေါ်မှာကာယကံမြောက်အကျိုးရှိအောင်စိတ်ချမ်းသာအောင်ဝစီကံမြောက်အကျိုးရှိအောင်စိတ်ချမ်းသာအောင်ပြုလုပ်ပေးရတယ်ပြောဆိုပေးရတယ်ကိုယ်အိမ်မှာကိုယ်နဲ့ဆုံတွေ့လို့ရောက်လာတဲ့ကိုသားကိုသမီးကိုငါသားပဲငါသမီးပဲလို့သဘောမထားနဲ့ပေါ့ငါဇနီးပဲငါခင်ပွန်းပဲငါဆွေငါမျိုးပဲလို့ငါဆိုတဲ့အစွဲနဲ့ဆွဲမထားနဲ့ပေါ့အဲ့ဒီဆွဲထားရင်တော့ကိုနာတယ်လို့စိတ်လဲနာတာပဲငါ့ကိုမချစ်ပါစေနဲ့ဆိုတဲ့တရားနဲ့ဆက်ဆက်ပြီးတော့နှလုံးသွင်းရမှာပါပဲဒီတရားတော်ကြီးရဲ့ကိုယ်သာနာစေစိတ်မနာစေနဲ့ဆိုတဲ့တရားတော်ကြီးရဲ့အဓိကအနှစ်ချုပ်ကလည်းငါဆိုတဲ့အစွဲမစွဲဘူးပြောတာပါပဲငါသားငါသမီးလို့သဘောမထားဘဲနဲ့သားသမီးပင်ဖြစ်စေကမူဧည့်သည်လို့ပဲသဘောထားရမှာတန်တရားခီးသွားနေတော့တန်တရားခီးသွားနေစမှာခိတ္တခဏတွေ့တဲ့တန်တရားခီးလမ်းတစ်လျှောက်တန်တရားခီးမှရှိတဲ့မန္တတစ်ခုမှတွေ့တဲ့ဧည့်သည်လို့ပဲသဘောထားရမှာဧည့်သည်လို့ပဲသဘောထားလိုက်တော့ကိုဇနီးကိုခင်မွန်ကိုဇနီးကလည်းအလှခံပုဂ္ဂိုလ်ပဲကိုခင်မွန်ကလည်းအလှခံပုဂ္ဂိုလ်ပဲကိုသားကိုသမီးကိုဆွေကိုမျိုးကိုမိဘအကုန်လုံးကိုနဲ့ပတ်သက်လာတဲ့သူတွေအားလုံးကဘာတွေကြီးပဲလဲအလှခံပုဂ္ဂိုလ်တွေကြီးပဲကိုယ်ကမန္တကြီးတစ်ခုထိုးပြီးတော့လူပေးမိသူမဆိုဝင်ရောက်ပြီးတော့စားတောက်နိုင်ပါတယ်မိသူမဆိုအဝတ်ထဲတွေယူနိုင်ပါတယ်ဆိုပြီးတော့စတုဒေသမန္တကြီးထိုးပြီးတော့လာတဲ့မြအလှပေးကိုမန္တရောက်လာတဲ့လူတွေသူတို့နှစ်သက်ရအလှခံသွားကြတာကိုကလှပေးလိုက်ရဝမ်းသာမနေဘူးလားဝမ်းသာတာပဲအဲ့တော့ကိုဇနီးလည်းဧည့်သည်ကိုခင်မွန်းလည်းဧည့်သည်ကိုသားကိုသမီးကိုဆွေကိုမျိုးကိုမိဘကိုနဲ့ပတ်သက်တဲ့သူတွေအကုန်လုံးဟာဧည့်သည်ပဲဧည့်သည်ဆိုတာလေအလှခံပုဂ္ဂိုလ်တွေမှာပါတယ်ငါဇနီးငါခင်မွန်းငါအဖေငါအမေငါသားငါသမီးလို့ငါဥစ္စာဆိုတဲ့ဆွဲလေးဆွဲလိုက်ပြီဆိုတာနဲ့ဒီပိုင်းနဲ့တန်ရုံးစဉ်အနှောင်ဖွဲ့ပါသွားပြီအတ္တတွေပါသွားပြီလောဘတွေတဏှာတွေတန်ရုံးစဉ်တွေပါသွားပြီလောဘတဏှာလောဘတန်ရုံးစဉ်တွေပါသွားပြီဆိုတာနဲ့ဒီပိုင်းနဲ့သူတို့အတွက်ယုံကံလှုပ်ရှားပြေးလွှာသွားလာနေရတာကိုလေသူတို့ရဲ့ကြုံခံနေရတယ်လို့စိတ်ထဲမှာခံစားသွားရပြီသူတို့အတွက်လဲဆင်းပြီးတော့ကိုယ့်ဘဝဇတိနေရတယ်လို့ခံစားသွားရပြီသူတို့ရဲ့အခြေခံသဘောမျိုးခံစားသွားရပြီကိုသူတစ်ပါးရဲ့အခြေခံဖြစ်နေခံစားရပြီဆိုတာနဲ့ဒီပိုင်းနဲ့စိတ်နာပြီစိတ်ထဲမှာတိမ်မွေးတဲ့နှလုံးမသားမရမှုဒေါမနတစိတ်ဆင်းရဲမှုလေးဖြစ်နေပြီသဘောပေါက်တယ်နော်ကိုဘဝကိုသူတို့အတွက်သတိနေရပါလားဆိုတဲ့ခံစားချက်ကြီးဝင်သွားပြီဆိုတာနဲ့ဒီပိုင်းနဲ့ဒေါသဒေါမနတစိတ်ဆင်းရဲမှုမကျေနပ်မှုဖြစ်သွားပါပြီဒါဆိုရင်ကိုနာတယ်လို့စိတ်လည်းနာသွားတာပဲသူတို့ကြုံခိုင်းတဲ့ဘဝဘယ်တော့မှလွတ်မြောက်မလဲမသိဘူးသူတို့ကိုပိတ်ဆက်နေရတာဒီဘယ်တော့မှလွတ်မြောက်မလဲမသိဘူးဒီဝက်ကြွေးဘယ်တော့မှကုန်မလဲမသိဘူးနဲ့ကိုဇနီးကိုခင်မွန်ကိုသားကိုသမီးကိုမိဘကိုဆွေကိုမျိုးကိုမိတ်ဆွေတွေအတွက်စီဝါရှာနေရတာကိုပဲကြုံခံနေရတယ်လို့ပိတ်ဆက်နေရတယ်လို့ကျွေးဆက်နေရတယ်လို့ဝက်ကြွေးကြီးတစ်ခုခံနေရတယ်လို့စိတ်ထဲမှာခံစားနေရတာကိုကစိတ်နာနေတာပဲဒါဘာကြောင့်ဖြစ်တာလဲဆိုရင်ငါအဖေငါအမေငါဆွေငါမျိုးငါသားငါသမီးဆိုတဲ့ငါအစွဲတွေကြောင့်ဖြစ်တာငါအစွဲဆိုတာငါဥစ္စာဆိုတဲ့နှစ်ခုတည်းကငါဥစ္စာပေါ့အဲ့တော့အဲ့ဒီလိုလောကဓာတ်ကိုနာကြောင့်ကိုနာပြီးမဲ့စိတ်မနာခြင်းမှုဆိုရင်ကိုနဲ့ပတ်သက်တဲ့သူတွေအကုန်လုံးပေါ်မှာတန်ရုံးစဉ်အနှောင်ဖွဲ့နဲ့ငါလူတွေငါချစ်တဲ့သူတွေငါနဲ့ဆိုင်တဲ့သူတွေငါပိုင်တဲ့သူတွေဆိုတဲ့ဒီအစွဲလေးစွဲမထားတော့ဘဲနဲ့တန်တရားခီးသွားရင်းနဲ့ဆုံတွေ့ကြတဲ့ကံအကြောင်းသင်လို့ဆုံတွေ့ကြတဲ့ဧည့်သည်တွေပဲခီးသွားတွေပဲခီးသွားဧည့်သည်တွေပဲလို့သဘောထားလိုက်မယ်ဆိုရင်မေတ္တာဓာတ်တွေဖြစ်မလာနိုင်ဘူးလားခီးသွားဧည့်သည်လို့သဘောပေါက်ရုံတက်တက်နဲ့တော့မပြီးသေးဘူးနော်သဘောပေါက်တဲ့အပေါ်မှာမေတ္တာဓာတ်လေးထပ်လောင်းလိုက်ရတယ်အဲ့ဒါဆိုရင်သူတို့အတွက်ကြုံခံနေရတယ်လို့သူတို့အတွက်ကိုယ့်ဘဝဇတိနေရတယ်လို့ကိုယ့်ဘဝသူတို့ရဲ့အဖြစ်ခံဖြစ်နေရတယ်လို့မခံစားရတော့ပါဘူးပျော်ပျော်ရွှင်ရွှင်ကြီးဖြစ်သွားပါတယ်အခါတည်းမှာအလှူဒန်းကြီးတွေလုပ်တဲ့ခုဆိုတော့တရားစခန်းမှာယောဂီတွေ900 1000
နေ့စဉ်စာဝတ်တော်ခွေဒီပြီးလို့စိတ်လိုအပ်လို့ရှိရင်စိတ်တွေကုသပြီးလို့သူတို့ရဲ့ဝေယဝဆတွေဆောင်ရွက်လို့ဒီမှာရှိတဲ့ယောဂီတွေယဟန်ပုဂ္ဂိုလ်အမျိုးသားမျိုးသမီးယောဂီပုဂ္ဂိုလ်ယဟန်ပုဂ္ဂိုလ်လူပုဂ္ဂိုလ်တွေကိုကျွေးမွေးနေရတာစိတ်ထဲမှာဝမ်းမသာဘူးလားအလူကံပုဂ္ဂိုလ်တွေကျွေးမွေးနေရတဲ့ဒါနကုသိုလ်ကြီးတော့တိုးပြီအမှန်တန်ကြီးကျယ်တဲ့ဒါနကုသိုလ်ကြီးတွေဖြစ်နေပြီဒါနပါရမီကြီးတွေဖြည့်ကျင်ပြီးသားဖြစ်နေပြီဆိုတဲ့စိတ်ကလေးနဲ့အေးချမ်းနေတာဒီယောဂီတွေအတွက်ငါဘဝကြီးပေးဆက်နေရတာပါလားယောဂီတွေရဲ့ကြုံခံနေရတာပါလားဆိုတဲ့ခံစားချက်ရှိရဲ့လားမရှိဘူးစိတ်ထဲမှာချမ်းသာနေတာအေးအေးပြည့်ချမ်းသာလောက်ပြည့်ဝမ်းသာနေတာပဲနေပူချင်တဲ့လောက်ပူစိတ်ထဲမှာအေးချမ်းနေတာပဲဝေယဝဆလုပ်တဲ့ပုဂ္ဂိုလ်တွေအနေနဲ့ကြည့်မယ်ဆိုရင်လေလူ900 1000ကျော်အတွက်အေးအေးပြည့်ခံအပင်ပန်းခံအစင်းရဲခံပြီးတော့ကိုယ်အနာခံပြီးတော့ဝေယဝဆတွေဆောင်ရွက်နေရတာစိတ်ထဲမှာနာရဲ့လားမနာပါဘူးစိတ်တို့တယ်စိတ်ညစ်တယ်စိတ်ဆင်းရဲတယ်စိတ်မချမ်းသာဘူးဆိုတာမရှိဘူးအေးပြည့်ခံပြီးတော့ဝေယဝဆကောင်းမှုဆောင်ရွက်နေရတာကိုကပြောနေတာပဲငါအဖေငါအမေငါသားငါသမီးငါညီငါအကိုငါအမငါနှမငါဆွေငါမျိုးဆိုတဲ့အစွဲကြီးမရှိဘူးတရားလိုအားထုတ်နေကြတဲ့ပုဂ္ဂိုလ်တွေတန်တရားဝဆင်းရဲကလွတ်မြောက်ကြောင်းအားထုတ်နေကြတဲ့ပုဂ္ဂိုလ်တွေတင်ညာတွေမှာသူတော်ဘာတခြားလူတွေလိုအပျော်အပါးတွေနဲ့အချိန်မဖြုံးမနဲ့ကုသိုလ်ကောင်းမှုနဲ့မွေးလျော်နေကြတဲ့ပုဂ္ဂိုလ်တွေကုသိုလ်ကောင်းမှုနဲ့မွေးလျော်နေကြတဲ့သူတော်ကောင်းပုဂ္ဂိုလ်တွေသူတော်စင်ပုဂ္ဂိုလ်တွေလို့ပဲတတ်မှတ်ပြီးတော့ဝေယဝဆလုပ်နေရတော့ကိုနာပေမဲ့ကိုပင်မနာကိုပဲကိုနာတယ်ပြောတာပေါ့ကိုပင်မပေမဲ့စိတ်ပင်မရဲ့လားမပင်မဘူးကိုနာပေမဲ့စိတ်မနာဘူးကိုပူလောင်ပေမဲ့စိတ်မပူလောင်ဘူးကိုညှိုးနှွမ်းပေမဲ့စိတ်မညှိုးနှွမ်းပြောမဲ့တာပြောတာစိတ်မညှိုးနှွမ်းတဲ့ကိုကလည်းမညှိုးနှွမ်းတော့ပါဘူးအေးတွေပြက်လို့လူတွေပင်ပန်းလို့ခန္ဓာကိုယ်ရဲ့အောက်ခံအယောင်လေးကညှိုးနှွမ်းနေပဲထားအောင်တော့တရားတရားတွေမေတ္တာတရားတွေရဲ့အရှိန်အဝါကြောင့်လန်းဆန်းနေတာပဲတောက်ပနေတာပဲဒါဟာငါသားငါသမီးဆိုတဲ့ငါအစွဲတွေမစွဲတဲ့အတွက်ကြောင့်သူတို့အတွက်လှုပ်ပေးနေရတာမပြောဘူးလားလောကဓာတ်ဒါလည်းပဲဝေယဝဆတွေလုပ်ရတယ်ဆိုတော့ပင်မနာဆိုတော့လောကဓာတ်ပဲပေါ့ဒါပေမဲ့ကုသိုလ်ကိစ္စနဲ့ကုသိုလ်ကိစ္စကြောင့်ဖြစ်ရတဲ့လောကဓာတ်ပေါ့လောကအလုပ်တွေလုပ်ရလို့ဖြစ်တဲ့ဓာတ်လေလောကအလုပ်ကလည်းကာမဂုဏ်အလုပ်နဲ့တရားဓမ္မအလုပ်နှစ်မျိုးရှိတာကိုကာမဂုဏ်အလုပ်ကာမဂုဏ်ချမ်းသာတွေရှာရတဲ့လောကအလုပ်နဲ့လည်းဓာတ်ခံရကိုနာတာပဲတရားဓမ္မအလုပ်တွေကုသိုလ်အလုပ်တွေပါရမီအလုပ်တွေလုပ်ရင်းနဲ့လောကအလုပ်လောကရဲ့ဓာတ်ခံရကိုနာတာပဲဒါပေမဲ့စိတ်မှာငါပစ္စည်းငါဥစ္စာငါလူငါချစ်သူငါမုန်းသူဆိုတဲ့ငါအစွဲမရှိတဲ့အတွက်စိတ်မနာပါဘူးဒါကြောင့်လောကဓာတ်ကိုနာကြောင့်ကိုနာပြီးမဲ့စိတ်မနာခြင်းရင်ဘာစိတ်မွေးရမှာလဲမေတ္တာစိတ်မွေးရမှာအခြေခံအဖြစ်တော့ငါဆိုတဲ့အစွဲလေးကိုဖြောက်ထားရမယ်မေတ္တာစိတ်ကလေးသာတကယ်ဖြစ်သွားရင်ငါပစ္စည်းနဲ့တတ်မဲ့နဲ့ပတ်သက်လဲငါပစ္စည်းပေါ့တက်ရှိနဲ့ပတ်သက်လဲငါလူငါချစ်သူငါမုန်းသူငါဆရာငါတပည့်စသည်အပြင်အစွဲတွေကင်းတဲ့အတွက်စိတ်မနာတော့ပါဘူးလောကဓာတ်ကိုနာကြောင့်စိတ်မနာဘူးကြတော့ဘာလက်ကင်ထားရမလဲဆိုရင်ကိုယ်သူတစ်ပါးကထိုးကြိတ်လာတယ်လေကိုနာသွားတယ်ကိုနာပြီမဲ့အဲ့ဒီသူပေါ်မှာစိတ်မဆိုးဘူးစိတ်မတူဘူးအမျက်ဒေါသမထပ်ဘူးစိတ်မနာဘူးဆိုတော့ဘာလက်ကင်ထားနိုင်လို့မေတ္တာဆိုတာကသူတစ်ပါးရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်မေတ္တာကိုတရားကိုကောက်လိုက်ရင်လေအဒေါသပဲစေတသိက်နေတဲ့တရားကိုကောက်ရင်မေတ္တာကဘာလဲအဒေါသဒေါသဆိုတာဒေါသအကမရှိတာပေါ့ဒေါသမရှိတာကိုအဒေါသလို့ခေါ်တာဒါပေမဲ့ဒေါသမရှိုံနဲ့မေတ္တာဖြစ်ရောလားဆိုတော့မဖြစ်ပါဘူးဒေါသမဖြစ်ုံတက်ကလေးများကိုမေတ္တာလို့မခေါ်ပါဘူးဒေါသမဖြစ်တဲ့အခြေခံအပေါ်မှာတစ်ဖက်သားရဲ့ကောင်းကျိုးစီးပွားကိုလိုလားတဲ့ဓာတ်ကလေးရောဆွဲလိုက်မှမေတ္တာလို့ခေါ်တာကိုယ်ဒီလက်ရောက်နှုတ်ဒီပါးစပ်ရောက်ကာယကံမြောက်ဝစီကံမြောက်အများကောင်းကျိုးတစ်ဖက်သားရဲ့ကောင်းကျိုးမရွတ်ဆောင်သေးတောင်မှစိတ်ထဲကနေကျမ်းမာချမ်းသာပါစေအဆဆရရဆင်ပြေပါစေစသည်အဖြစ်မေတ္တာဓာတ်တွေပို့လွတ်နေမယ်ဆိုရင်တစ်ဖက်သားရဲ့ကောင်းကျိုးစီးပွားကိုစိတ်နဲ့မနောကနဲ့ရွတ်ဆောင်နေတာမဟုတ်ဘူးလားဒါကြောင့်ဒေါသမထက်ယုံတဲ့နဲ့မေတ္တာလို့မခေါ်နိုင်သေးပါဘူးတစ်ဖက်သားရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်ကလေးဖြစ်မှမေတ္တာလို့ခေါ်တာစိတ်တဲ့နဲ့လိုလားတဲ့စိတ်ဖြစ်တာလည်းရှိတယ်နှုတ်အပြောဆိုနဲ့တွဲပြီးတော့အများကျိုးလိုလားတဲ့စိတ်ဖြစ်တာလည်းရှိတယ်ကိုယ်အပြုတ်မှုနဲ့တွဲပြီးတော့အများအကျိုးလိုလားတဲ့စိတ်ဖြစ်တာလည်းရှိတယ်ဘယ်လိုပဲဖြစ်ဖြစ်မေတ္တာဆိုတာတစ်ဖက်သားရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်ပါ
ခုနတော့ကပြောခဲ့တဲ့ကိုယ်နဲ့ထိတွေ့ပတ်သက်လာတဲ့ဇနီးခင်မွန်းသားသမီးဆွေမျိုးမိတ်ဆွေမိဘစတဲ့ပတ်သက်ရပတ်သက်ကြောင်းတွေရဲ့အကျိုးစီးပွားရွတ်ဆောင်ပေးနေတယ်ဆိုတာမေတ္တာပေါ့သူတို့ရဲ့အကျိုးစီးပွားကိုပင်မခံပြီးတော့ကိုရွတ်ဆောင်ပေးနေရတာနော်သူတို့ဘောမှာဒေါသမထွက်ယုံတက်မဟုတ်ပါဘူးသူတို့ရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်လည်းရှိတယ်စိတ်ရှိတဲ့အတိုင်းလည်းတကယ်ရွတ်ဆောင်ပေးနေတယ်ဒါကြောင့်လောကဓာန်ကိုနာအတွက်တော့မေတ္တာနဲ့စိတ်မနှောင်အောင်လုပ်ရမယ်ခန္တီဆိုတာကိုလည်းတရားကိုကောက်လိုက်ရင်တော့အာဒေါသပဲခုနလောကဓာန်ကိုနာအတွက်မေတ္တာနဲ့စိတ်မနှောင်အောင်လုပ်လောကဓာန်ကိုနာကြောင့်စိတ်မနှောင်အောင်ကြတော့ခန္တီတရားလက်ကင်ထားရမှာခန္တီဆိုတာလည်းအဘိဓမ္မာနည်းနဲ့တရားကိုကောက်လိုက်ရင်တော့အဒေါသပဲဒါပေမဲ့ဒေါသမထွက်ယုံတက်တက်ကလေးနဲ့စိတ်မတူယုံစိတ်မဆုံတက်တက်ကလေးနဲ့ခန္တီဖြစ်ရောလားဆိုတော့မဟုတ်သေးပြန်ဘူးဆိုတော့ကိုကလူတယောက်ကိုတပည့်ကလှုပ်လေးတစ်ခုလှုပ်ခိုင်းထားတယ်ဒါလေးလှုပ်လိုက်ပါစေတနာနဲ့စိတ်ကောင်းစေတနာကောင်းနဲ့လှုပ်တော့လှုပ်လာတာပဲဒါပေမဲ့ကိုခိုင်းတဲ့အတိုင်းဖြစ်မလာဘူးကိုခိုင်းတဲ့အတိုင်း तू ကလှုပ်တာမဟုတ်ဘူးကိုခိုင်းတဲ့အတိုင်းမလှုပ်မလာတာတွေ့လို့လည်းပဲစိတ်မဆိုးနိုင်ဘူးဒါဆိုလည်းပဲဒေါသမထွက်တာပဲပေါ့အာဒေါသပဲပေါ့ဒါပေမဲ့အဲ့ဒီအာဒေါသလေးကခန္တီမဟုတ်ဘူးနော်ကိုခိုင်းတာကိုကဒါလေးလုပ်ပါဒီလိုလေးလုပ်ပါလို့ခိုင်းလိုက်တယ်သူကဒီလိုမလုပ်မဲ့တခြားတနည်းနဲ့လှုပ်လာတယ်အဲ့တော့ရုပ်ရည်တော့စိတ်ကလေးတိုးသလိုဖြစ်သွားတယ်ဒါပေမဲ့ကိုယ်စိတ်ကလေးကိုပြန်ဆောက်တည်ပြီးတော့ဒေါသမထအောင်ထိန်းလိုက်တယ်ဒေါသခြေခံပြီးတော့လည်းမပြောဆိုလိုက်တော့ဘူးမကြိမ်းမောင်းလိုက်တော့ဘူးအေးပြီးတာပါပဲဒီလိုလေးလည်းကောင်းပါတယ်လေစသည်အဖြစ်ပေါ့ယောနိတော်မနတိကရနဲ့ဆင်ပြေသလိုအသင့်နဲ့နှလုံးသွင်းပြီးတော့ကိုယ်ဒေါသကိုဖြေသိမ့်လိုက်တယ်ဒါလည်းပဲအဒေါသပဲဒါပေမဲ့အဲ့ဒါကြတော့ခန္တီလို့ခေါ်နိုင်မှာမလားမခေါ်နိုင်ဘူးဘာဖြစ်လို့မခေါ်နိုင်တာရှင်မြတ်ကမခေါ်နဲ့ဆိုလို့ပေါ့နော်အိုးမင်းကြီးတရား10ပါးထဲမှာလဲခန္တီဆိုတာပါတာပဲအဂေါဒဆိုတာလဲပါတာပဲခန္တီဆိုတာကသီးခံခြင်းအဂေါဒဆိုတာကအမျက်မထွက်ခြင်းဒေါသမထွက်ခြင်းရှင်မြင်းတွေကလည်းပဲသူတို့ရဲ့မင်းအမိတ်နဲ့မင်းရဲ့စနစ်နဲ့ပေါ့လေကိုယ့်ရဲ့မင်းမူတန်တွေကိုခိုင်းတာပဲဒီလှုပ်ပါလို့ခိုင်းနေဒါပေမဲ့ကိုခိုင်းတဲ့အတိုင်းမင်းမူတန်တွေကလုံမလာဘူးလုံမပေးဘူးမလုံနိုင်ရဘူးအဲ့ဒီခါမှာရုပ်ရည်တော့ဒေါသထွက်ခြင်းတယ်လို့ဖြစ်တယ်ဒါပေမဲ့ဒေါသမထွက်တော့ဘဲနဲ့ကိုယ့်ရဲ့ဒေါသအမျက်ကိုသိမ်းဆည်းထားလိုက်တယ်ကိုခိုင်းတဲ့အတိုင်းမဖြစ်ဒါအပေါ်မှာဒေါသမထွက်တာကိုအကောဒလို့ခေါ်တယ်ခန္တီဆိုတာကသူတစ်ပါးရဲ့ကာယကံမြောက်ဝစီကံမြောက်ကိုယ့်ပေါ်မှာပြင်းမှားလာတာကိုယ့်ကိုထိပါနှိမ့်ဆက်လာတာအပေါ်မှာလက်တုပ်မပြန်မဲနဲ့နှုတ်တုပ်မပြန်မဲနဲ့အမျက်ဒေါသမထွက်တာကိုမှခန္တီလို့ခေါ်တာသီးခံတယ်လို့ခေါ်တာပေါ့နော်ကိုယ့်ပေါ်မှာသီးလာတာကိုခံလိုက်တာကိုဘာလို့ခေါ်တာလဲသီးခံတာနော်တချို့လည်းသီးကြီးခံတယ်လို့မပြောဘူးလားဟုတ်တယ်ကိုယ့်ပေါ်မှာတဲလာတာတွေညီးလာတာတွေခံရတာပေါ့ဘေးနာကနေပွားစီပြစ်တောင်နဲ့မညီဘူးလားအိမ်မှာလေအဲ့ညီးတာလည်းခံလို့အဲကြောင့်သီးကြီးခံတယ်ပြောတာထင်ပါရဲ့နော်သီးခံတယ်ဆိုတာသီးတယ်ဆိုတာကဟိုတဲတဲ့သဘောပေါ့ကိုယ်ပေါ်မှာတဲမဲမဲနဲ့ကာယကံမြောက်ပြမလာတယ်ဝစီကံမြောက်ပြမလာတယ်အဲ့ဒီလိုပြမလာတာတွေကိုဒေါသမထွက်ဖဲနဲ့ခန္ဓာရည်ရှိတာကိုမှသီးခံနေခန္တီလို့ခေါ်တာခန္တီနဲ့အဂေါဒနဲ့သဘောပေါက်တယ်နော်မင်းကြီးတရား10ပါးမှာလည်းခန္တီအဂေါဒပါတယ်မင်းနဲ့ကြည့်ရမှာမဟုတ်ဘူးငါလည်းကြည့်ရမှာပဲသူတို့တွေကြည့်ရမှာမဟုတ်ဘူးကိုယ်လည်းကြည့်ရမှာခန္တီလည်းလက်ကင်ထားမှာပဲအဂေါဒလို့ဆိုတဲ့အမျက်မထွက်ခြင်းဒေါသမထွက်ခြင်းကိုလည်းလက်ကင်ထားရမှာပဲအိမ်မှာကိုသားကိုသမီးတွေပြောမရဆိုမရလို့ဒေါသကထွက်ခြင်းနဲ့ဒေါသမထွက်ပဲသိသိထားတာဘာလို့ခန္တီလားအဂေါဒလားအဂေါဒမနော်ကိုဘာမှပြင်မှားတာလည်းမဟုတ်ဘူးလေကိုဘာမှဝစီကံနဲ့လည်းပြင်မှားတာမဟုတ်ဘူးကာယကံနဲ့လည်းပြင်မှားတာမဟုတ်သူတို့ကသူတို့နေတာပဲဒါပေမဲ့ကိုဖြစ်ခြင်းတယ်လို့ဖြစ်မလာတော့ဒေါသကထွက်ခြင်းနဲ့မထွက်ပဲသိသိထားနိုင်တယ်ဆိုရင်အဂေါဒဒေါသမထွက်တာပေါ့အမျက်မထွက်တာပေါ့ဒါမဲ့လို့လည်းပဲအရက်ထဲမှာကတော့အဲ့ဒီလိုဒေါသမထွက်ရင်လည်းပဲဘာလို့ပဲပြောတာလဲတိခန့်တယ်ပဲပြောကြတာပဲကိုကနေ့လေအိတ်နေတယ်ကိုနားလေးမှာလာပြီးတော့ကလေးတွေကဆူပြီးတော့ဆော့နေကြတယ်တောင်းညမ်းနေကြတယ်အဲ့ဒါဒေါသမထွက်ပဲနေတယ်ဆိုရင်ခန္တီလားအဂေါဒလားခန္ဓာပေါ့ခန္တီနဲ့အဂေါဒနဲ့ပေါင်းခံကောတာပေါ့နော်ဟုတ်ပါတယ်လူတွေကပထမတော့ခံတယ်ခံလို့မရတဲ့နဲ့ဆိုကောတော့ထတော့တာလေဟ
ဟုတ်လားဟဲ့ကလေးတွေဒီမှာအိတ်နေတာမမြင်ဘူးလားဘာညာနဲ့ဆိုတော့ပထမတော့ခံလိုက်သေးတယ်သူတို့စူးစူးမစူးစူးငါပေးအိတ်လိုက်တော့ပျော်မှာပဲဆိုပြီးတော့အဲ့လိုမပြောတဲ့အဆုံးကြတော့မခံနိုင်တော့ပထမတော့ခံတယ်နောက်တော့ထားပြီးတော့ကောတာကောပြီးတော့ထားတာခံကောတာပေါ့ခံဒီနဲ့အကောတာဆက်ပြီးတော့ကျင့်သုံးလိုက်တာပေါ့နော်အဲ့တော့ခံဒီဆိုတာကသီးခံခြင်းတရားကိုကောက်တော့ဒေါသမထွက်ခြင်းဆိုတဲ့အာဒေါသစေတသိက်ပါပဲရိုးရိုးစိတ်တူကြတွေကိုသီးခံတာမဟုတ်ဘူးရိုးရိုးစိတ်တူကြတွေဒီပေါ်မှာစိတ်မတူတာမဟုတ်ကိုယ့်ပေါ်မှာကာယကံမြောက်ဝစီကံမြောက်ပြင်းမလာတာတွေထိပါပုတ်ခတ်လာတာတွေပေါ်မှာသီးခံတာတတိယမဆိုတော့လောကဒံကိုနာတွေပေါ်မှာသီးခံတာပေါ့ကိုယ်အသာနာအောင်လုပ်လိုက်တဲ့ဆိုရင်တော့ဘယ်သူမဆိုသူကိုဒေါသတော့မထွက်ဘူးလားထွက်တော့စိတ်ထဲမှာပဲကြိတ်ထွက်ပြီးငြိမ်နေလိုက်တာလားပြန်လှုပ်တာလားငြိမ်နေတာလားပြန်လှုပ်တာလားဩငြိမ်နေတာတရားဟောဓမ္မဂတိကရှိတော့ငြိမ်နေတာပေါ့ကိုယ်ရကြမှာကိုယ်သာနာလို့နာရင်နာမှသိလိုက်ုံနဲ့မပြီးဘူးလားနာတာမခံနိုင်လို့ဆိုပြန်လို့တော့ရန်နေပို့ပြီးတော့တိုးသွားတာပေါ့ပင်ကိုကခန္တီဓာတ်ခံအားကောင်းတဲ့ပုဂ္ဂိုလ်ကြတော့ကိုယ်သာနာအောင်လုပ်ပြီးမယ်ပြန်လုပ်မနေတော့ပါဘူးဒါကိုယ့်ရဲ့အကြောင်းသားဘဝကြီးပြန်ကြည့်လိုက်ပေါ့မူလလန်းကျောင်းသားဘဝအလေတန်းကျောင်းသားဘဝအထက်တန်းကျောင်းသားဘဝမှာတော့သိမဖြစ်တတ်ဘူးဟိုမူလလန်းကျောင်းသားဘဝအလေတန်းကျောင်းသားဘဝတွေဆိုရင်နိုင်တဲ့လူကထိုးတာကြိတ်တာတွေမရှိဘူးလားအသက်လူကြီးလေအဲ့ဒီမှာကျောင်းသားတွေကျောင်းသူတွေလေးလာကြည့်တချို့ကြတော့ကျောင်းသူတွေကြတော့သိမရှိဘူးကျောင်းသားတွေပေါ့ကိုယ်သာနာအောင်လုပ်ပေမဲ့တချို့ဟာဒီတိုင်းပဲသီးခံလိုက်တာရှိတယ်စိတ်ထဲမှာကြိတ်ပြီးဒေါသဖြစ်ပြီးတော့သီးခံတာလည်းရှိသလိုစိတ်ထဲမှာကိုကဒေါသအထွေထူးဖြစ်မနေတော့ပဲနဲ့အော်သူငါ့ကိုထိုးတယ်ဆိုတာလေးသိုံလေးနဲ့ပဲပြီးသွားတဲ့ကလေးတွေလည်းမရှိဘူးလားအတိတ်ဘဝကခန္တီဓာတ်ခံတွေအားကောင်းခဲ့တဲ့ကလေးတွေပါပြန်လို့ရင်ရံဖြစ်ရုံပဲရှိမယ်ရံမဖြစ်ရှင်ဘူးဆိုတဲ့အတွေးလေးနဲ့လည်းဖြစ်လိမ့်မယ်အထွေထူးဘာမှမတွေးပေမဲ့လည်းပြန်လှုပ်ခြင်းနဲ့စိတ်ကိုမရှိလို့ပြန်မလှုပ်လိုက်တာလည်းရှိမယ်ကိုယ်သာနာစေစိတ်မနာစေနဲ့ကိုနာအောင်လုပ်ပေမဲ့စိတ်မနာတဲ့အကြောင်းပြောပြီးဆိုရင်တော့အရှင်သာရိပုတ္တရာမထေရမြတ်ကြီးကိုချက်ချင်းသတိရပါတယ်အရှင်သာရိပုတ္တရာမထေရမြတ်ကြီးဆိုတာကသိခံခြင်းစွမ်းအားနဲ့ပြည့်စုံနေခန္တီကုံနဲ့ပြည့်စုံတိတ်သိခံနိုင်တာပဲဘသူကဘလို့ဆဲစိတ်မဆူဘသူကဘလို့ပဲပုတ်ခတ်စိတ်မဆူအရာထဲမှာလည်းသိပြောကြတာပေါ့သူငါတို့ဆရာတော်ငါတို့ဘုန်းကြီးငါတို့ရဲ့မထေရမြတ်ကတော့သိခံခြင်းစွမ်းအားနဲ့သိပြည့်စုံတာပဲသူများတွေဆဲရည်လို့လည်းပဲဘာမှပြန်မပြောဘူးသိခံတာပဲသူများတွေကအသာနာအောင်လုပ်လည်းပဲဘာမှပြန်မလုပ်ဘူးသိခံတာပဲအရာထဲမှာရှင်သာရိပုတ္တရာမထေရမြတ်ကြီးသိခံမှုစွမ်းအားကြီးမားတယ်ဆိုတဲ့ဂုဏ်သတင်းကကြော်စောတယ်ကြော်စောတော့ဒီနေ့ကျတော့မိစ္ဆာဒိဋ္ဌိပုံနာကြီးတယောက်ကကြားတာပေါ့လေဒီပါအောင်မင်းတို့ပြောနေကြဘဲကိုတော်တို့သိခံနိုင်တယ်ဆိုတာအိုးရှင်သာရိပုတ္တရာမထေရမြတ်ကြီးပါတို့ကိုယ်ွယ်တဲ့တို့နေ့စဉ်ဆွမ်းလောင်းနေတဲ့ရှင်သာရိပုတ္တရာမထေရမြတ်ကြီးပေါ့သူကလုံးဝကိုစိတ်မဆိုးတတ်ဘူးလားဟုတ်တယ်လုံးဝကိုစိတ်မဆိုးတတ်ဘူးသူ့ကိုဝစီကနဲ့ဘလို့ပဲပြောဘလို့ပဲဆဲဘလို့ပဲကြိမ်မောင်းလုံးဝစိတ်မဆိုးသူ့အသားနာဘလို့ပဲပုတ်ခတ်ဘလို့ပဲထိပါလုံးဝစိတ်မဆိုးတိတ်ကိုသိခံနိုင်တာပဲဒါပေမဲ့သူ့ကိုစိတ်ဆိုးအောင်လုံးနေတဲ့သူမရှိဘူးပေါ့ဟုတ်တယ်လုံးဝမရှိဘူးတယောက်မှမရှိဘူးသူ့ကိုစိတ်ဆိုးအောင်လုပ်နိုင်တဲ့သူမရှိဘူးဆိုတာကစိတ်ဆိုးလောက်အောင်မလုပ်လို့ဖြစ်မှာပါမင်းတို့ဘုန်းကြီးတီးခန့်နိုင်တယ်ဆိုတာစိတ်ဆိုးလောက်တဲ့အကြောင်းမကြုံသေးလို့ဖြစ်မှာပါဟုတ်တယ်လေဟုတ်တယ်လောကသဘာဝလူသဘာဝဆိုတာကစိတ်မဆိုးတီးခန့်နိုင်တဲ့အတိုင်းတာဆိုရင်တော့တီးခန့်နိုင်ရတယ်တီးခန့်နိုင်တဲ့အတိုင်းတာကြော်ပြီဆိုရင်တော့ပြောရတယ်လေတို့တီးခန့်ရင်မှအတိုင်းတာရှိတယ်မပြောကြဘူးလားအတိုင်းတာတစ်ခုတည်းတော့ငါသိခံမယ်နော်အေးအတိုင်းတာကြော်သွားလို့တော့အတွေ့ပဲသိခံနိုင်တဲ့အတိုင်းတာကြော်သွားရင်တော့ငါအကြောင်းသိမယ်အဲ့ကြမှာငါ့ကိုစိုးမစိုးနဲ့မပြောကြဘူးလားဟုတ်တယ်လူတွေရဲ့သဘာဝကအတိုင်းတာလေးနဲ့ပဲသိခံတာအတိုင်းတာကြော်သွားရင်သိခံနိုင်ရဲ့လားကဲအတိုင်းတာသိခံနိုင်တဲ့အတိုင်းတာကြော်သွားတာကိုသိမခံနိုင်တော့သိခံတယ်ဆိုတာဘာရှိသေးလို့လို့ခံနိုင်တယ်လို့ခံနိုင်တယ်ဆိုရဲကသိခံတာဟုတ်ရဲ့လားမခံနိုင်တာကိုသိခံမှာပြောကြတယ်လေရှိတယ်တို့ကဟုတ်တာပြောရင်ခံနိုင်မှာမဟုတ်တာပြောလို့ကတော့ခံကိုမခံနိုင်ဘူးတဲ့
ဟုတ်တာပြောရင်ခံနိုင်တယ်မဟုတ်တာပြောရင်မခံနိုင်ဘူးဆိုတော့ကဲဘာများခံကြကြံသေးလို့တိခံပါတယ်ဆိုမှမဟုတ်တာပြောတာခံရမှာပေါ့မဟုတ်တာလုပ်တာခံရမှာပေါ့ဟုတ်တာတွေပြောနေတာခံလို့ရပါမလားမင်းသိချောတာပဲကွာဆိုတော့ငါတိခံပါတယ်ကွာကဲအဲ့လိုငြိမ်းလို့ဖြစ်ပါမလားလို့ကိုယ်အကောင်ပြောတာယူတိခံနေလို့ပြောလို့ဖြစ်ပါမလားခုတရားနာပိတဲ့မကဟုတ်တာပြောရင်ခံနိုင်လားမဟုတ်တာပြောရင်ဟုတ်တာပြောလို့မခံနိုင်လားမဟုတ်တာပြောလို့မခံနိုင်တာလားဟုတ်တာပြောရင်ခံနိုင်လားမခံနိုင်ဘူးလားခံနိုင်တယ်ဟောကိုကသွားခေါ်တယ်ဆိုပါစို့ကဲကိုရှိလာပြောပြီဟဲ့သခေါ်ခံနိုင်လားမခံနိုင်ဘူးလားကဲကိုကသွားခေါ်တယ်လို့ကိုဝေသာလီပေါက်ခေါ်ပြောတာလေခံနိုင်လားမခံနိုင်ဘူးလားကဲမဖြေတော့ဘူးကိုကအရက်ဘူးတယ်လေကဲဂျဘူးလို့ခေါ်တော့ကြိုက်ရဲ့လားဟုတ်တာပြောတာပဲမဟုတ်ဘူးလားသွားခေါ်လို့ခေါ်တယ်ပြောတယ်အရက်ဘူးလို့ပူတယ်ပြောတယ်ခံနိုင်ရဲ့လားကဲဟုတ်တာပြောလေမခံနိုင်ကြပြန်ဘူးမဟုတ်တာပြောတော့ရောကိုကဒီစကားမျိုးမပြောဘဲနဲ့ဒီစကားမျိုးပြောနေပါတယ်ဆိုပြီးတော့ကိုရမပြောတဆင့်စကားပြန်ကြားခံနိုင်ရဲ့လားမခံနိုင်ဘူးကိုကဒီလို့တခုမလုပ်ပါဘဲနဲ့လုပ်ပါတယ်လို့ကိုရှိမှာပဲဖြစ်ဖြစ်ကိုရမှာပဲဖြစ်ပြောခံနိုင်ရဲ့လားဟုတ်တာပြောလေမခံနိုင်ဘူးမဟုတ်တာပြောလေမခံနိုင်ဘူးဆိုတော့ခံဒီပါကြံသေးတော့စရင်ပိတ်လက်ကြံကိုမရှိတော့ဘူးနော်ဟုတ်တာပြောလေပဲဒေါသကတော့ထွက်တာပဲကိုကဒုက္ခကိုမဟုတ်တာသာလှုပ်ထားရင်ရှိမယ်မဟုတ်တာတွေပြောရင်ပြောထားမယ်ဒါမဲ့လို့ကိုမဟုတ်တာတွေလှုပ်နေပါတယ်လို့သူများကပြောမခံနိုင်ဘူးကိုမဟုတ်တာတွေပြောနေပါတယ်သူများကအမှန်တိုင်းပြောလေမခံနိုင်ဘူးမင်းကဒီလိုပြောနေတယ်ဆိုပြန်ပြောသူတကယ်ပြောထားလို့ပြောတာပဲဒါမဲ့လို့ခံနိုင်ရဲ့လားဘသူပြောတာတော့မင်းကဘသူပြောတာတော့ပြန်မပြောဘူးလားအဲ့ဒါဘသူကပြောတာပါလို့အတိအကျခိုင်လုံပြောတာတော့မှ तू မပြောပါဘူးအဲ့ဒါလုံးချမ်းပြီးပြောတာတွေ့မယ်မှန်တိုင်းပြောတာလည်းပဲစိတ်မဆိုးဘူးလားဟုတ်တာပြောလေမခံနိုင်မဟုတ်တာပြောလေတကယ်နဲ့သိခံခြင်းကုန်တဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကြတော့ဟုတ်တာပြောလေခံယူမဲ့ကိုကဟုတ်နေတာကိုကမဟုတ်တာလို့မိလို့ပြောတာခံပေါ့ကိုကမဟုတ်တာပြောမိလို့အပြောခံရတာခံပေါ့ကိုဘက်ကမှားနေတယ်ဆိုလို့ရှိရင်အော်ငါကမှားနေလို့သူပြပြောတာပဲနောက်ငါဒါလည်းပြုပြင်လိုက်မယ်ကိုသူတစ်ပါးကအပြစ်ပြောလာပြီဆိုရင်အဲ့ဒီအပြစ်ကကို့မှာတကယ်ရှိနေတဲ့အပြစ်ဖြစ်နေတယ်တကယ်ဟုတ်နေတဲ့အပြစ်ဖြစ်တယ်ဆိုရင်ဘာမှစိတ်ဆိုးစရာမလိုဘာမှစိတ်တိုးစရာမလိုအော်ငါဒီလိုလုပ်မိလို့ပြောခံရတာငါဒီလိုပြောမိလို့ပြောခံရတာငါနောင်ဒီလိုမလုပ်တော့ဘူးငါနောင်ဒီလိုမပြောတော့ကျေးဇူးတင်နေကျေးဇူးတင်တဲ့စိတ်ကလေးဖြစ်ပြီးတော့သိခံလိုက်ရမှာပဲမဟုတ်တာပြောတော့လေဟိုငါကမှမဟုတ်တာသူ့အထင်နဲ့သူပြောတာပဲသူ့တန်တရားနဲ့သူပြောတာပဲသူငါကမလို့ပြောတာပဲသူတစ်ပါးစကားယုံလို့ပြောတာပဲပြောပါစေလေတနေ့သူအမှန်သိလာလို့ရှိရင်တော့တန်တရားတွေပျောက်သွားပါလိမ့်မယ်အမှန်တရားသိတော့တဲ့တနေ့ကျတော့သူပြောမှမဟုတ်တော့ပါဘူးအမှန်တရားသိပါနဲ့ပြောတာတော့လေသူအကုသိုလ်နဲ့သူပဲဘယ်တတ်နိုင်မှမလဲကိုကမှမဟုတ်တဲ့နောက်တော့မဟုတ်တာပြောလေနားစရာလိုရဲ့လားမလိုပါဘူးတကယ်တမ်းကျတော့ဟုတ်တာပြောလဲနားစရာမလိုမဟုတ်တာပြောလဲနားစရာမလိုဟုတ်တာပြောလဲကိုကမဟုတ်တဲ့အတွက်ကြောင့်ကိုမဟုတ်တာကြီးကိုမဟုတ်တာကိုဟုတ်တဲ့အတိုင်းအမှန်တိုင်းသူကပြောနေဆိုတော့နားစရာလိုလားမလိုဘူးကိုမဟုတ်တဲ့ဟာကြီးကိုအဟုတ်လို့ပြီးတော့ပြောတော့လည်းပဲကိုမဟုတ်တာနားစရာလိုလားမလိုခန္တီးတဲ့လောကဓာတ်ကိုနာကြောင့်ကိုနာပြီးမဲ့စိတ်မနာအောင်ဘာတရားလက်ကင်ထားရမှာလဲခန္တီတရားလက်ကင်ထားရမှာခန္တီဆိုတဲ့အတိုင်းခန္တီကပါဠိစကားလုံးပေါ့မြန်မာလိုခန္တီဆိုတဲ့အတန်တော်လေးတိုင်းပြောမယ်ဆိုတော့ခံစရာရှိတာခံရမှာပဲဒါပေမဲ့တီတီလေးခံရမှာခန္တီဆိုတဲ့ခံစရာရှိတဲ့ခံတဲ့အခါမှာခန္ဓာလေးတီနေတာကိုဘာလို့ခေါ်တာလဲခံတော့ခံရတာပဲနော်ပြောတာလည်းခံရတာပဲပြုမှုတာလည်းခံရတာပဲဒါပေမဲ့ဖောက်ပြန်ခြင်းမရှိရရင်လှုပ်ရှားခြင်းမရှိဘဲနဲ့စိတ်ကလေးမှာတီတီတန်တန်လေးဖြစ်နေတယ်ဆိုရင်ခန္တီပေါ့ဟုတ်တာပြောလဲခံရမယ်မဟုတ်တာပြောလဲခံရမယ်ဟုတ်တာလုပ်လဲခံရမယ်မဟုတ်တာလုပ်လဲခံရမယ်ဘာမဆိုငြိမ်ခမ်းနေမလို့ဆိုလိုတာတော့မဟုတ်ဘူးနော်ခန္တီရဲ့အဓိပ္ပာယ်ကလည်းသဘောမပေါက်ရင်ဘာမဆိုပြိုင်ဟိုပြောကြတယ်လေပြိုင်လိုက်ရင်ရှုံးပြီနှလုံးအေးတဲ့ဆေးတဲ့ဒါလည်းသူ့အဓိပ္ပာယ်နဲ့သူနော်
ကျောင်းမှာကျောင်းသားတွေနှစ်ယောက်စာမေးပွဲအတူတူဖြေကြတယ်ကိုပြိုင်ပဲဟိုသူပဲပထမရပါစေငါဒုတိယတတိယဆိုကျင်းတတ်ပါပြီငါအောင်ရုံဆိုကျင်းတတ်ပါပြီဆိုပြီးတော့ကိုပြိုင်ပဲကျောင်းသားကျောင်းသူအပေါ်မှာအရှုံးပေးတာခန္တီဟုတ်ရဲ့လားမဟုတ်ဘူးအတိတ်ပဲကောက်တည်လွဲတာနော်ဟိုဦးဇင်းတို့ BBC မှာဟိုအင်တာဗျူးမေးတဲ့လူကမေးလို့လည်းဖြေခဲ့ပြီးပါပြီအပြိုင်ဆိုင်တဲ့အလုပ်လုပ်နေရတဲ့ခေတ်ကြီးမှာပြိုင်လိုက်ရင်အရှုံးပေးနှလုံးအေးတဲ့ဆေးဆိုတဲ့ဗုဒ္ဓတရားတော်ကအသုံးတဲ့မှတဲ့ပါမလားလို့သူကမေးလို့ခန္တီရဲ့အတိတ်ပဲနဲ့ပြိုင်လိုက်ရင်အရှုံးပေးနှလုံးအေးတဲ့ဆေးဆိုတဲ့စကားရက်နဲ့လုံးဝမဆိုင်တဲ့အကြောင်းရှင်းပြရတယ်ဆိုင်တဲ့ပိုင်းဆိုင်တာပေါ့ကိုလာပြီးတော့ထိုးကြည့်တယ်ပြန်မထိုးတာမျိုးပြန်လိုက်ရင်ရှုံးပေးနှလုံးအေးတဲ့ဆေးအဲ့ဒါကတော့တဘာဝကြတာပေါ့ဖြည့်ရှင်းတဲ့ကိစ္စမျိုးဖြည့်ရှင်းတဲ့စကားမျိုးဖြည့်ရှင်းတဲ့လုံရမျိုးမှာအကြောင်းနဲ့အကျိုးနဲ့အကောင်းနဲ့အဆိုးနဲ့ပြောပြီးတော့ဖြည့်ရှင်းတာမျိုးကတော့လုံးဝမှာပဲနေရာတကာငြိမ်ခံနေတာမျိုးကိုခန္တီခေါ်တာဟုတ်ရဲ့လားမဟုတ်ဘူးသူ့နေရာနဲ့သူနော်လုံးဝငြိမ်ခံတဲ့ဟာမျိုးကြတော့ငြိမ်ခံရမှာပေါ့အဲ့ဒါရှင်သာရိပုတ္တရာမထေရမြတ်ကြီးမင်းတို့ဆရာတော်မင်းတို့ဘုန်းကြီးတိခန့်နိုင်တိမခန့်နိုင်လောက်တဲ့အဖြစ်ပြမျိုးနဲ့မကြုံသေးလို့တိခန့်နိုင်တာဖြစ်မှာပါကွာမဟုတ်ဘူးတို့ဆရာတော်ကတို့ဘုန်းကြီးကဘာမစိုးအကုန်တိခန့်နိုင်နေအေးဒါဆိုရင်ငါလက်တွေ့စမ်းကြည့်မယ်မင်းတို့ဘုန်းကြီးတိခန့်နိုင်နေဆိုတာဟုတ်မဟုတ်ငါလက်တွေ့စမ်းကြည့်မယ်စမ်းကြည့်ပေါ့အဲ့ဒါနဲ့နောက်တည့်မနေ့အရှင်သာရိပုတ္တရာမထေရမြတ်ကြီးဆွမ်းခံထွက်လာတဲ့အချိန်မှာအဲ့ဒီပုံနာကအရှင်သာရိပုတ္တရာမထေရမြတ်ကြီးရဲ့နောက်ကနေကြောပြင်ကိုလက်သီးနဲ့အာရပါရပိတ်ထိုးလိုက်တယ်အာကုန်ထည့်ပြီးတော့ရှင်သာရိပုတ္တရာမထေရမြတ်ကြီးကိုထိုးလိုက်တာထိုးလိုက်တော့လက်သီးရဲ့အရှိန်ကပြင်းတဲ့အတွက်ကိုယ်မူရလေးတော့နည်းနည်းလေးရှိရိုင်းသွားတာပေါ့ဒါပေမဲ့ရှင်သာရိပုတ္တရာမထေရမြတ်ကြီးနောက်ကိုလုံးဝလှည့်မကြည့်ပါဘူးပုံမှန်တိုင်းပဲဆွမ်းခံထွက်နေတာပဲလက်ရဲ့အရှိန်ကြောင့်သာကိုယ်ကပြောင်းသွားပြီမဲ့နာကျင်တဲ့အမူအရာမျက်နှာရှုံမဲ့သွားတာမျိုးလေလုံးဝမရှိပါဘူးအိမ်တွေမပြတ်မျက်နှာကြီးကြီးလင်းလင်းလေးနဲ့ဆွမ်းခံကြွသွားတာပဲအရှင်သာရိပုတ္တရာမထေရမြတ်ကြီးကစိတ်မဆိုးပေမဲ့အဲ့ဒီစိတ်မဆိုးတဲ့အတွက်ကြောင့်ကိုပဲပုံနာရဲ့ခန္ဓာကိုယ်တစ်ခုလုံးပူလောင်လာတယ်ပူလောင်လာတော့မှငါတော့သူတော်ကောင်းပြမမိပြီသူကတော့စိတ်တူမယ်စိတ်ဆိုးမယ်ပြန်လှည့်ကြည့်မယ်ထင်တာပေါ့ဒေါသအမူအရာနဲ့ဖောက်ဝမြမင်းငါဘာလို့ငါ့ကိုထိုးတာလဲနဲ့ပြောမယ်ထင်တာပေါ့ခုတော့ပဂတိမတုံမလို့ခန္တီဆိုတဲ့တိုင်းလက်သီးနဲ့ထိုးတာခန္ဓာတီတီလေးဖြစ်နေတာလဲမြင်ရောအံလဲအံ့ဩသွားတယ်တကူလုံးလဲပူလောင်လာတယ်အဲ့ဒီမှရင်တခါတည်းသူတော်ကောင်းပြမမိပြီတောင်းမဆိုပြီးတော့အရှင်သာရိပုတ္တရာမထေရမြတ်ရဲ့ရှေ့ခိုးပြီးတော့တောင်းပန်တော့တာပဲရှင်ဗျာတပည့်တော်ကိုခွင့်လွှတ်တော်မူပါဟဲ့တကဘာကိုခွင့်လွှတ်ရမှာတော့ဘာမှမသိတယ်လို့ပဲနော်ကိုကြောပြင်လက်သီးနဲ့ထိုးလိုက်တာတော့မှမသိတော့တယ်လို့ပဲဘာကိုခွင့်လွှတ်ရမှာလဲတခါကြီးရဲ့အရှင်ဘုရားကိုခုနတပည့်တော်ကြောပြင်လက်သီးနဲ့ထိုးတာတပည့်တော်ပါဗျာတပည့်တော်ရှင်ဘုရားရဲ့ကြောပြင်ကိုလက်သီးနဲ့ထိုးမိပါတယ်အဲ့ဒီအပြည့်အတွက်သိခံတော်မူပါခွင့်လွှတ်တော်မူပါခွင့်လွှတ်ပါတယ်ရှင်ဘုရားခွင့်လွှတ်တဲ့သိခံတဲ့ဆိုရင်တော့ဒီတိုင်းတော့မရဘူးဖေဟာမင်းခွန်းလို့ပါတယ်ဆိုမှတော့ဈေးကင်သေးတယ်နော်အရာထဲမှာလည်းမရှိဘူးလားသီးခံပါတယ်ခွန်းလို့ပါတယ်ဆိုမှရှင်မြတ်ခွန်းလို့တဲ့ဆိုတော့ဒီလိုတော့မရဘူးနော်စိတ်ကလေးတောင်းနေတာလေအဲ့ဒါကိုဒီမှာလဲပုံနာလေပေါ့အရှင်မြတ်တပည့်တော်ကိုခွန်းလို့တဲ့သီးခံတယ်ဆိုရင်တော့အရှင်မြတ်ရဲ့တပည့်တော်ကိုပေးပါတပည့်တော်အိမ်ဆွမ်းအလှခံကြွတော်မူပါအဲ့ဒါနဲ့ရှင်သာရိပုတ္တရာမထေရမြတ်ကတပည့်ပေးလိုက်ပုံနာရဲ့အိမ်နဲ့ဆွမ်းခံကြွပေါ့အဲ့ဒီအချိန်မှာပဲဘေးကလူတွေအရှင်သာရိပုတ္တရာမထေရမြတ်ကြီးကိုလက်သီးနဲ့ထိုးတာမြင်လိုက်တဲ့လူတွေကဂဲတွေကင်ဒုတ်တွေကင်ဓားတွေကင်ပြီးတော့ပုံနာကြီးရဲ့အိမ်ရှိကနေဝိုင်းပြီးတော့စောင့်နေကြဒါကိုမြင်လို့လည်းပဲပုံနာကြီးကတပိတ်ယူတာနော်နှမို့ဟိုလူတွေကဘာလို့တော့မှလဲရောသမမှွေတော့မှာဂဲနဲ့လည်းသမမှာပဲဒုတ်နဲ့လည်းသမမှာပဲဓာတ်နဲ့လည်းသမမှာပဲရောသမမှွေတော့မယ်ဆိုတာသိတော့အဲ့ဒါတပိတ်တင်းတောင်းတာအဲ့ဒါနဲ့ရှင်သာရိပုတ္တရာမထေရမြတ်ကြီးရဲ့တပိတ်တကူနဲ့ဘာမှမမှွေသေးဘူးပေါ့ဒါပေမဲ့ခြံဝါကနေစောင့်နေတယ်ရှင်သာရိပုတ္တရာမထေရမြတ်ကြီးကလည်းမြင်နေသိတယ်ဒီပုံနာကိုတော့ရောသမမှွေတော့မှာပဲဆိုတာသိတဲ့အတွက်ရှင်သာရိပုတ္တရာမထေရမြတ်ကြီးကစွမ်းလှူခံပြီးတော့လည်းပဲတပိတ်ကိုပုံနာရဲ့လက်ထဲထည့်ပေးလိုက်ရှင်သာရိပုတ္တရာမထေရမြတ်ကရှေ့ကကြောက်ပုံနာကြီးကနောက်ကတပိတ်လေးပိုက်ပြီးတော့ကြောကြိုက်ပြီးတော့လိုက်ပေါ့တပိတ်ကလေးပိုက်ပြီးတော့လိုက်အဲ့ဒါချမ်းပြန်မဲ့လည်းရောက်ပြင်မှာရောသမမှွေဖို့စောင့်နေတဲ့လူစုကအရှင်ဖျားရဲ့တပိတ်ရှင်ဖျားပြန်ယူတော်မူပါဖေရဟိုပုံနာလက်ထက်ကဟိုကောက်လက်ထက်ကတပိတ်ရှင်ဖျားပြန်ယူတော်မူပါဖေရဟဲ့တခါလေးတို့ဘာဖြစ်တခါတို့ဘာဖြစ်လို့တော့ဒီပြီးတော့ဒီကောင်ကိုတမမလို့ဖေရအ
ရှင်ပြသပိတ်နဲ့ဆိုတော့တမလို့မရရှင်ပြသပိတ်ရှင်ပြပြန်ယူဒီကောင်ကိုတပိတော့ရောသမမှွေဆွမ်းကြီးလောင်းလိုက်ရှင်တယ်ဟုတ်လားရှင်သာရိပုတ္တရာမထေရကြီးကိုပုံနာကလောင်းတာကဘာလဲဆွမ်းလေးလောင်းတာနော်ကိုဟိုပြင်ကရောသမမှွေအုပ်စုကဘာလောင်းလို့တော့ဆွမ်းကြီးလောင်းမလို့လေဩအရက်ထက်ကလူတွေများအံ့ပါတယ်နော်ကုသိုလ်ကောင်းမှုလုပ်တဲ့ဆွမ်းကြီးလောင်းဆိုတဲ့စကားလုံးဘယ်နေရာမှာသွားသုံးတာဟလာအုပ်စုလိုက်ဝိုင်းပြီးတော့ရိုက်ကြဝိုင်းပြီးတော့ထိုးကြိတ်ကြတာကိုဘာလို့ပြောကြတာလဲအမလေးဆွမ်းကြီးလောင်းတာတဲ့အဲ့ဒါရှင်မြတ်ဒီပြတော့ဆွမ်းကြီးလောင်းအောင်မယ်ဖခင်ပေါ့ဘာလို့တခါတို့ကသူ့ကိုဝိုင်းပြီးတော့ထိုးကြည့်ချင်ကြတာလေဆုံးမချင်ကြတာလေရောသမမှွေချင်ကြတာလေဆိုတော့အရှင်ဖျားကိုသူထိုးထားလို့အရှင်ဖျားကိုရှင်ဖျားရဲ့အကျိုးမြတ်ကိုလက်သီးနဲ့အားကုန်ထိုးကြည့်ထားတဲ့အတွက်တပည့်တော်ဒီကောင်ကိုမကျင်တော့ဒီကောင်ကိုတပည့်တော်ဆုံးမမှဖြစ်မယ်သမမှဖြစ်မယ်ဒီပေါင်းတခါတို့ဒီတကာကတကာတို့ကိုထိုးကြိတ်တာလားဥစဉ်ကိုထိုးကြိတ်တာလားအရှင်ဖျားကိုထိုးကြိတ်တာပါအေးဥစဉ်ကိုထိုးကြိတ်တာဘုန်းကြီးကိုထိုးကြိတ်တာဘုန်းကြီးကခွန်းလွှတ်ထားပြီးမှတော့တကာတို့ကဘာဖြစ်လို့သူ့ကိုရောသမမှွေချင်ရတာတော့ဘာဖြစ်လို့ထိုးကြိတ်ချင်ရတာဘာဖြစ်လို့ကလေးစားချီချင်ရတာတော့ကလေးစားချီတယ်ဆိုတော့ကကိုပြင်းမှားမှကိုထိပါမုခမှာကလေးစားချီရတာခုကိုကိုမထိပါမပုခပါဘဲနဲ့ဂျားတဲ့ကနေကလေးစားချီချင်ရတာလေတကားတို့ပြန်ညာဥစဉ်ကိုထိုးကြည့်တာဥစဉ်ကခွန့်လွန်ထားပြီးပြီတကားတို့ကျင်းနှံ့ကြပါအဲ့ဒီတော့မှရှင်သာရိပုတ္တရာမထေရကြီးရဲ့စကားနားထောင်တဲ့အနေနဲ့ရောသမမွေအုပ်စုလူစုခွဲသွားကြပါတယ်ရှင်သာရိပုတ္တရာမထေရကြီးရဲ့တိခံခြင်းဂုံအံ့ဩစရာမကောင်းဘူးလားအိုးယဟန္တာမို့လို့တိခံနေတာယဟန္တာမို့လို့ဒေါသမထွက်တော့တာအနာဂံဖြစ်ရင်ကိုပဲဒေါသကိုအမြင့်ပြတ်ပဲသက်ပြီးပြီပဲအနာဂံယဟန္တာဖြစ်သွားလို့ဒေါသမထွက်တာမဆန်းတော့ပါဘူးလို့ပြောမယ်ဆိုလေပြောလို့တော့ရပါတယ်ဒါပေမဲ့သူတော်ကောင်းတွေရဲ့အပြုအမူသူတော်ကောင်းတွေရဲ့တိခံခြင်းဂုံကိုအတူယူပြီးတော့ကိုယ်လည်းလိုက်နာကျင့်သုံးမယ်ဆိုရင်မကောင်းဘူးလားကိုယ်သာနာစီစိတ်မနာစီနဲ့ရှင်သာရိပုတ္တရာမထေရကြီးကိုယ်တိုင်ထိုးကြိတ်ခံတော့ကိုနာတယ်ဒါပေမဲ့ကိုနာပြီးမဲ့စိတ်မနာဘူးခုဘေးကတခါရီရောသမမှွေအုပ်စုကြတော့ကိုနာရဲ့လားကိုမနာပဲနဲ့မဖြစ်နေတာနော်စိတ်နာနေတာခုလူလောကမှာလည်းပဲကိုမနာပဲနဲ့စိတ်နာနေတဲ့လူတွေမရှိဘူးလားကိုကိုဘာမှမလုပ်ပါပဲနဲ့ကိုကဘေးကနေဝင်ပြီးတော့စိတ်နာနေတာငါမိပါဘူးငါဒီလိုလုပ်တယ်ငါသားသမီးကိုဒီလိုလုပ်တယ်ငါဆွေမျိုးကိုဒီလိုလုပ်တယ်ငါတပည့်ကိုဒီလိုလုပ်တယ်ငါဆရာကိုဒီလိုလုပ်တယ်ငါဆွေမျိုးကိုဒီလိုလုပ်တယ်ငါတငယ်ချင်းငါမိတ်ဆွေကိုဒီလိုလုပ်တယ်နဲ့ဂျားတဲ့ကနေစိတ်နာနေတဲ့လူတွေလည်းမရှိဘူးလားအဲ့ဒါပဲအုပ်စုတော့ယောသမမွေအုပ်စုဟိုယောသမမွေတခြင်းဆိုတဲ့အုပ်စုကိုပြောတာမဟုတ်ဘူးနော်အခုရှင်သာရိပုတ္တရာမထေရမြတ်ရဲ့အပြင်မှာအထိုးကျိတ်ခံရမှုပေါ်မှာမကြေမနက်ဖြစ်ပြီးတော့ပုံနာကိုတမချင်းကြတဲ့အုပ်စုကိုပြောတာအဲ့တော့ကိုနာရင်တော့မှစိတ်မနာရဘူးလို့ဆိုထားမှတော့ကိုမနာပဲနဲ့ဂျားတဲ့ကနေအလကားနေစိတ်နာနေလို့ဖြစ်ပါမလားမဖြစ်ဘူးမနာသင့်ဘူးဆိုလိုက်ပေါ့လောကဒဏ်ရာကိုယ်သာနာစိတ်မာမနာနဲ့လောကဒဏ်ရာကိုယ်သာနာစိတ်မာမနာနဲ့သုံးခေါက်စုလောကဒဏ်ရာကိုယ်သာနာစိတ်မာမနာနဲ့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 တဲ့လောကရဲ့ဒဏ်ရာသို့မဟုတ်လောကဒဏ်ရဲ့ဒဏ်ရာကြောင့်ကိုယ်နာခြင်းနာပါစေစိတ်တော့မနာပါစေနဲ့လောကဒဏ်ကြောင့်စိတ်မနာအောင်တော့မေတ္တာတရားပွားများပါမေတ္တာတရားလက်ကင်ထားပါလောကဒဏ်ကိုနာကြောင့်ကိုနာပြီးမဲ့စိတ်မနာအောင်တော့ခန္တီတရားလက်ကင်ထားပါတိကျခွဲပြောပြီးမဲ့ခန္တီမေတ္တာနှစ်ခုကအမွှာညီအကူပါပဲခန္တီရောမေတ္တာရောနှစ်ခုလုံးလက်ကင်ထားရမှာပဲပေါ့အမှန်ကတော့ဒီနေ့ပြောမဲ့လို့စေကုထားတာတွေကအများကြီးလောကဒဏ်နဲ့လောကဒဏ်နဲ့အရှင်သာရိပုတ္တရာမထေရမြတ်နဲ့ကိုတဏှာကြီးပြည့်နေပြီဆိုတော့လည်းနားမှဖြစ်မှာပေါ့အဲ့တော့ခန္တီသိခံခြင်းတရားလက်ကင်ထားရင်တော့လောကဒဏ်ကိုနာကြောင့်ကိုနာပြီးမဲ့စိတ်မနာတော့ပါဘူးခမောတိတ္တအုံနှတ္တစသည်အချင်းသိခံခြင်းကြောင့်ဖွင့်ပြတဲ့ခါကျတော့ပူရာလည်းသိခံရမှာပဲအေးရာလည်းသိခံရမှာခုတရားစကားဝင်နေဆိုတော့ပူတဲ့ဓာတ်မခံရဘူးလားခံရတယ်ဒါကြတော့
လောကဓာန်လားလောကဓာန်လားကိုယ်သူတစ်ပါးကလာလို့တာမဟုတ်ဘူးလေသူ့တဘာဝလောကရဲ့တဘာဝနဲ့တော့သူပူနေတာပဲလောကဓာန်လို့ပြောလို့ရပါတယ်တကယ်တော့လောကဓာန်ဆိုတဲ့စကားလုံးကလောကမှာဖြစ်ရိုးဖြစ်စဉ်တရားကိုလောကဓာန်လို့ခေါ်တာလောကဓာန်ဆိုတဲ့စကားလုံးကလောကဓမ္မကလာတာလောကဆိုတာလောက၌ဓမ္မဆိုတာသဘောတရားလောကမှာဖြစ်နေတဲ့သဘောတရားကိုလောကဓာန်လို့ခေါ်တာအဲ့တော့ပူတော့လည်းပဲပူတဲ့ပုံမှာအသင်းနဲ့ယောနိတော်မနတိကာရနဲ့နှလုံးသွင်းပြီးတော့သိခံလိုက်ပေါ့ဩဝီစီငရေကြတော့ငါဆိုရင်ဒီတဲ့ပူခဲ့တယ်ဒီလိုလေးနှလုံးသွင်းလည်းသိခံလို့မရဘူးလားပူတာသိခံတဲ့နည်းကတော့အများကြီးပေါ့နှလုံးသွင်းပြီးသိခံတဲ့ရှိတယ်ပူတဲ့သဘောလေးအာယုံစူးစိုက်ပြီးတော့ပူတယ်ရှုတော့ရှုကြည့်ဦးနော်ပူရင်ပူတယ်မှနဲ့ကြားတော့ကြားဘူးနေတာသိချမရှုမိကြဘူးပူလိုက်တာနဲ့ပဲစိတ်နာနေကြတာပူတဲ့တန်ခံရတယ်ဆိုတာကကိုနာတာပေါ့ပူတာပေါ်မှာစိတ်တို့တဲ့တော့စိတ်ဆိုးတယ်စိတ်ညစ်တယ်စိတ်ပြက်တယ်ဆိုရင်တော့စိတ်ပါနာသွားတာပူတဲ့ကိုနာကြောင့်လည်းစိတ်မနာပါစေနဲ့နှလုံးသွင်းပြီးတော့လည်းပယ်ဖြောက်လို့ရတယ်ရှုမှတ်ပြီးတော့လည်းပယ်ဖြောက်လို့ရတယ်ဟောပြောခြင်းကတဏှာဤတိရှိသွားပြီဆိုတော့ဒီသိခံခြင်းနဲ့ပတ်သက်လို့လောကဓာန်ကိုနာကြောင့်ကိုဒီနေ့မပြီးသေးဘူးနော်အမှန်က3ရက်ကိုပထမနေ့လောကဓာန်ကိုနာဒုတိယနေ့ယောဂကိုနာတတိယနေ့သဘာဝကိုနာလို့3ရက်သွားမယ်လို့မှန်းထားတာအဲ့တော့နောက်နေ့ကျမှထပ်ဆက်ပေါ့တရားနာပိဋကများအားလုံးလောကဓာန်ကိုနာကြောင့်ကိုနာပါစေလောကဓာန်ကိုနာကြောင့်ကိုနာခြင်းနာပါစေခန္တီတရားမေတ္တာတရားလက်ကင်ထားနိုင်တဲ့အတွက်ဒေါသအမျက်မထွက်ဖဲနဲ့စိတ်မနာအောင်နေနိုင်တဲ့သူတွေဖြစ်ကြပါစေဖြစ်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့ဦးဇင်းတို့ရဲ့ကိုယ်သာနာစီစိတ်မနာစီနဲ့တရားတို့ရဲ့ပထမပိုင်းကိုဒီနေရာမှာပဲညီကုံချုပ်ပါတော့မယ်အပမဒေနာတမ္ပါဒိဋ္ဌာအပမဒေနမမိမလဲရောမပေါ်မစပြင်းပြထက်သန်မှန်ကန်သောတတိတရားဖြင့်တမ္ပါဒိဋ္ဌသီလသမာဓိပညာဥစွတ်သောသိက္ခာသုံးပါးတို့ကိုယ်စီကိုယ်ငါပြည့်စုံအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း